တွေရမယ်တင်းညံသာတွေရမယ်ဟောတနင်္လာသားသမီးတွေကတော့ဒီနေ့စီးပွားရေးကံကောင်းမယ်အသွားလာနေထိုင်ကြတော့စင်ကြင်ပေါ့ဗျာဟောအင်းသာသားသမီးတွေကတော့ဒီနေ့မီလီယံနာဂိမ်းကြိုပြီးကိုကျင်တဲ့နံပါတ်ကိုထိုးလိုက်သုခနဲ့ဘုဒ္ဓဘူးသားသမီးတွေကတော့ဒီနှစ်ထဲမှာစီးပွားရေးကြက်တဲ့ကြုံမယ်တဲ့ဗျဟာဒီရက်ွက်ထဲကမော်ဒယ်လှုပ်ချင်တဲ့သူတွေအစိုးရလှုပ်ချင်တဲ့သူတွေရုပ်ရှင်တယောက်ဆောင်လှုပ်ချင်တဲ့သူတွေမိမိတို့အိမ်ရှိမှာထွက်ပြီးတော့တန်းစီလိုက်အဲ့ဒီတည်းကမှကြာသာပရိသတ်သမီးတွေကတော့အမှုပညာနဲ့အကျိုးပေးမယ်ဗျာသားသမီးတွေကကာကွယ်ပေးအောင်ပါဗျာYo, yeah. Uh-huh. Hey, Neva. စနေသားသမီးဇနီးခင်မိုးရှိတော့ကြီးကြီးနေတာခတ်ထားလိုက်တွင်းကုန်နေသားသမီးတွေကတော့ထုတ်ပိုးတာပြေထားလိုက်ကြီးဘေးအတွက်တော့မဟုတ်ဘူးဗျာမြေကြားနိုင်ငံခြားသွားပဲဆိုရင်ဒီသာတော့ပြောဗျာမင်းဆူနာမီနဲ့တွေ့သွားဟုတ်ပါဘူးကိုလေးအပေးမယ်တစောင်းနေရတယ်ပါကိုလေးအပေးနေသမှာလောက်ပါကိုလေးနေသမှာကိုလေးနေရတယ်ပါကိုလေးအားမပေးဘူးခင်ဗျာကျုပ်ကနားတော့ဗျာဟာဘာဖြစ်လဲကိုလေးခင်ဗျာကျုပ်အိမ်ရှေ့မှာနေပြီး9ရက်သားသမီးအတွက်អော်ပေးနေကျုပ်တော့ကြောင်မပါဘူးဟောကိုလေးသိချင်ဝက်ဖက်လိုက်နေရတယ်ပါကိုလေးနာမည်ကဘယ်လိုခေါ်လို့ကျုပ်နာမည်မုံတိုင်းဆိုတော့ကြာတာပေးသားဘာမှကြာတာပေးသားမဟုတ်ဘူးမုံတိုင်းနေကြတယ်ဒီမှာမွေးထားလို့မုံတိုင်းဆိုရင်နာမည်ပေးထားတာကျုပ်ကယာဟုဟောယာဟုဒီမှာအကုန်တရားနားထောင်နေထဲကနားဆွင့်နေခင်ဗျာ9ရက်သားသမီးပါယာဟုမပါတော့ယာဟုတော့လည်းပါអော်200ပါကိုလေးနေထားတယ်တိုက်ကြီးနေခင်ဗျာအော်လာပါပြောကိုလေးအာဒီတဲ့ညောင်းနေတလန်းဝင်တလန်းထွက်អော်လာရတာကိုလေးအာညောင်းနေခင်ဗျာထပ်မအောင်လေပိတ်တော့ဘာမှမဟုတ်တော့ကိုလေးအားပေးပါကိုလေးတော့ဒါကြောင့်200နဲ့ကတ်စီးနေလာတယ်တော့ကိုလေးအော်သေးခြင်းလို့လားခင်ဗျာယာဟုကြောင့်អော်မអော်ရင်ခင်ဗျာပါဇက်ပိတ်ပြီးတော့နေတော့ခင်ဗျာဟိုးမှာတော့လက်ပါလာခင်ဗျာဒီကအော်သေးခြင်းလို့လားအော်ပြီနော်ကိုလေးဒီနေ့လည်းဒီလိုတွေ့ယာဟုသားသမီးတွေကတော့ကားလန်းသွားရင်ကားတိုက်ပြီရေတောက်ရင်ရေနေပြီးတည်လိမ့်မယ်လမ်းလျှောက်သွားရင်မြေကြီးဟပ်ပတ်ကွဲပြီးတော့ရေမျိုးလိမ့်မယ်ရရမချေနဲ့ဘာရရမှမရှိဘူးသေချင်းစိုးနဲ့ဘုတ်ချပြီဟယ်လိုချင်းပြောနေပါလေဟေးဘုပါဘုမဖုန်းဆက်တော့တယ်ဘယ်လိုပြန်လာမှာပြန်လာတော့မှာလားဘုမလာသေးပါဘူးကြီးဘုပြန်မလာတော့ချစ်ချစ်ကကြံဘယ်လိုလုပ်ပြီးကစားရမှာလဲဘုရဲ့ဘာဖြစ်လို့လဲမြည်ရချစ်ချစ်ကအိမ်ထဲမှာပဲနေရမှာတဲ့အပြင်မှာထွက်မကစားရဘူးတဲ့ဘုကပြောတာဘာဖြစ်လို့လဲ तू ရော သူတော့တငယ်ချင်းနေတယ်လေတငယ်ချင်းတိုင်မင်းမျိုး तू ကရေပက်ခံထွက်မယ်ချစ်ချစ်ကတော့အိမ်မှာစောင်းနေတော့ခတ်သွားမယ်ဘုစဉ်းစားကြည့်အောင်ချစ်ချစ်ကသူ့ထထောင်နေတဲ့ဥစ္စာကြီးကိုကဲငိုပါနဲ့တော့မြည်ရကဲပိုးစီစဉ်ပေးပါမယ်ဘယ်မလဲဒီကောင်ပေါ်ရမှာသူတငယ်ချင်းနေတယ်လေဒီကဒီတောင်းငန်းနေတယ်ဒီတော့ဟာချစ်ချစ်အပေါ်မနေရတော့အောက်မှာဆင်းနေရတာအဲ့ကောင်ခေါ်ပေးစမ်းဟုတ်ကဲ့ကိုခဏလေးနော်Pero yo le like señor
ချစ်လဲချစ်ကိုယ့်ရဲ့ rose စိတ်ကောက်ခေါ်လို့စိတ်ကောက်နေပါလေကွာစကားလေးပဲပြန်ပြောပါဦးဟင်ဒီမှာချစ်တူတဲ့အတန်ကိုမကြားတပတ်လောက်ရှိနေနည်းနည်းပါးပါးခဏအောင်အဲ့ကတနာယူနှာဘူးဟင်ငါအတန်အောင်မကြားချင်ဘူးလားဟင်ငါကမင်းမလွန်းဘူးလားမရိုင်းလာဟဲ့ဘာတူလဲအခုပြောတာဘာတူလဲရဘယ်ကောင်ရမှာလဲမင်းရဲ့ဖေရဲ့ဖေမင်းရဲ့အဖိုးအောင်ချမ်းသာကွာငါဘာလို့ဟုတ်ကဲ့ဘာပြောလဲမင်းကူဘာလဲလုံနေလဲဟုတ်တယ်ဖုန်းနားထောင်နေလေဟုတ်မင်းငါမြည်ကြတော့တရားမလဲရဘူးမင်းကြတော့လဲမယ်ဟုတ်လားအဲ့လိုပြောတယ်ဆိုမင်းနိုင်ငံရဲ့ဟာလေဟိုကသူတရားလဲခွင့်ပို့ရှိတာဘောကွာဟုတ်ဘူးဖို့သားလို့မပြောဘူးဖို့အဲ့ကောင်လည်းရှောက်တော့မင်း तू မလဲရရင်မင်းလည်းမလဲရဘူးအဲ့ဒါပဲဟုတ်ကဲ့ပါဖို့အဲ့ကောင်ငါကြီးလေးကတရားရေပက်ချင်းနေတယ်အဲ့တော့ရေပက်မန္တလုပ်ပေးလိုက်ဟုတ်ကဲ့ပါဖို့သိကြပါဘူးပြောလိုက်ဟုတ်နဲ့လုပ်လိုက်တလွဲကြီးပဲအေးငါမကြခင်ရန်ကုန်ဆင်းလာခဲ့ဦးမယ်အဲ့ဒါကြောင့်မင်းနိုင်ငံနဲ့တွေ့အေးဒါပဲတော့ကောရစွတ်တဲ့သူညာညာပဲဒီမှာဘာမှလည်းမလုပ်အဲ့ဆုတ်ကောလေဟုတ်ချုံလဲမှာပါပြီမိချီကိုဖို့တန်တဲ့ rose တန်မခွဲရတော့ဘူးလားခွဲတော့ပါလေ rose ကိုကဖုန်းကန်တယ်တော့အဖိုးကဘာမှမပြောဘူးငြိမ်နေတာကိုက rose အောင်မလို့မှုအပြည့်နဲ့လှော်လာကိုကစ်ထဲလာမှာကိုခံလိုက်ရအဲ့မှာချစ်ကထက်ကြလိုက်တော့ချစ်ထက်ကြလိုက်တော့ကိုကမြင်မကောင်းဖြစ်သွားတော့ကိုကလည်းအခွင့်အရေးလေးရတော့ဆိုပြီးတော့အကြံပြီးလို့ရှိရင် rose ကိုလည်းလက်ထပ်ချင်တယ်ဆိုတဲ့အကြောင်း intro ဝင်မလို့လုပ်နေရှိသေးတယ်ကိုကင်ထဲတာတဆုံးပဲအလူလည်းခံလိုက်ရကိုလည်းချစ်ကြောင်းမပြီးမချင်းချစ်ပွဲမရမချင်းကိုဘယ်သူနဲ့မှမယူပါဘူးလေဘယ်သူနဲ့မှလက်မထားဘူးလေတေရောကိုကအဲ့ဟာကိုဖို့ကအဲ့လိုကြီးလားသူတောင်းသိခင်ဘာသာနာတန်နေထွက်လာနော်ဟုတ်ဆိုလေဘာသာနာတန်မထွက်ပါဘူးဘာလို့ထွက်ရမှာလဲအဖိုးကတက်မဲ့ညစ်တာအဲ့ဒါဘာမှမဟုတ်တက်ညစ်တာ तू ကချက်ကလည်းအေးဆေးကိုပြောမယ်ချစ်ပွဲယူပြီးတာနဲ့ကိုတို့ညောက်ကပုံနာရှင်မြင်ဖြစ်ခင်းစိုက်ပြီလို့ဆိုဟာဘာဖြစ်တာလဲရှေ့ကကို့ဖို့ပြောခဲ့တဲ့အတိုင်းတကယ်ဆိုရင်ကိုကတော့ပုံသားတွေ့ရရင်စိုက်ပြီသိလားဟမ်ပုံသားတွေ့ရရင်စိုက်ဟုတ်လားဟုတ်တယ်ဘာဖြစ်ချစ်မှာလဲရနေပြီချစ်မှာဘဲရနေဟုတ်လို့လားရိုးတော့ဘလုံးသိတယ် Rose ကငယ်ချင်းတယောက်လည်းတွေ့ရယ်နောက်ပြီး Rose ကိုရန်လည်းတွေ့ခဲ့ရယ်ဟာဘယ်သူအဲ့ကောင်ဘယ်သူလဲဘယ်ကပြောမှာရပါတယောက်ပါဟမ်သူ့နာမည်က Dewa တဲ့မသိဘူးကွာ Dewa ဖြစ် rapper ပဲကိုလို rocker တယောက်ရဲ့ရောက်ဖဘလို့နီးထဲမှာ rapper တယောက်တော့မဖြစ်သင့်ဘူးမိုက်ရိုင်းတာရေးရကြတယ်ဝါဒီကပေးလိုက်တော့ကွာဒီရအေးပြောရအောင်အေးအောင်ဒီမှာမုံတိုင်းလို့ကောင်းဝင်လာပြီရောဒီကောင်လေးကိုကြည့်ရရေးကြီးတော့ပြန်လေရောချစ်ကိုလာရှာတင်တယ်နော်အဲ့ဒါဟိုကောင်ဒုက္ခရောက်ပြီဗောအေးငင်းခုပါမှာမညာနေကကားပါခင်ထဲမှာအကြည့်ရရောက်ဒီကောင်လေးကားလဲကားပါခင်မှာရမှာပဲရောမင်းအဲ့မှာဖြတ်တယ်လို့လားတားထားလိုက်ကွာရောဒါငါဒီဘက်မှာအချိန်နေကြည့်လှုပ်ရှားလိုက်ပါရတယ်ငါဘက်ကအစီအစဉ်မှာရအောင်လုပ်ထားလိုက်မယ်ဟဲ့အောင်မင်းတို့ဒေဝစီဖုန်းဆက်လိုက်အောင်ဒီဝဖုန်းကခေါ်လို့မရဘူးကွာဒီကောင်စော်နဲ့တွေ့လို့ဖုန်းပိတ်ထားလားမသိဘူးဒီကောင်လည်းကွာဘာဖြစ်လို့ဖုန်းပိတ်ထားရလဲကွာရတယ်ငါအစီအစဉ်တော့ငါပြည့်အောင်လုပ်ထားလိုက်မယ်ခါမဲတော့ရလောဘုံလမ်းတော့ရောက်ပြီလားဟိုပါလဲကွာအေးဟုတ်ပြီကြောင်းပြီးရအောင်အေးဟုတ်ပြီညောင်ဒေဝစီအကြောင်းကြားလိုက်အောင်နော်အေးဟုတ်ပြီအေးဒါပဲခိုးကောင်လေဒေဝနဲ့ချစ်ချင်းနဲ့ချင်းတွေ့နေတဲ့ဟာသူ့ကုံပုံတိုင်းကတိုက်တာလို့တဲ့
ဘာပဲဖြစ်ငါတို့ကမုံတိုင်းကိုရအောင်တားရမှာပဲလူလုံးမယ်ဆိုတော့ကွာ ကိုလည်းကားပဲဆုပ်တာဘက်မှလေးပါလေကြည့်ဆုပ်ပါဒီမှာတိုက်ကုန်ပြီလေ ကိုလည်းကြီးစိုးတာပဲလေဒါပေမဲ့နောက်ကြည့်မှန်ရိုးစာအလှပြင်တယ်လေကိုဘယ်လိုလုပ်နောက်ဘက်ကြည့်မှကြည့်လို့ရမှာလဲအချက် ဟုတ်တာပဲ ကြည့်ပါလားရိုးစာအလှပြင်တယ် ဒီမှာပေါကျိုးဒီမှာလားဒီမှာပေါ့လေကွာဒုက္ခပါလေ မင်းတို့မမြင်ဘူးလားကွာ ကျွန်တော်ဘယ်လိုလုပ်ပြလဲကျွန်တော်ဘယ်လိုလုပ်ပြလဲတော့မယ်လေ sorry ဗျာ အားရှိပါတယ်နော်အကောင်ပုံကြောက်တယ်မယ်ဆိုရင်နော် ဒီနေ့ကြောက်ရပါပြပြလေးတာပြပြလေးတာနားရဲနော်နားရဲနော်ပြပြလေးတာပြပြလေးတာရိုးထွက်လာကိုထွဲမယ်ထွက်လာ ပြောတယ်ကွာ လာလာလေးဆက်ပါဆောရီပါတောင်းပါပါနော် မိမဘယ်လိုလုပ်မလဲတပတ်ကကြာရင်ကိုတင်မောတက်ရတော့ပါကွာအဲ့ရကုန်ကြစေးတွေအများကြီးပဲအဲ့ဘယ်လိုလုပ်မလဲဟာဒီနေ့ကပုံစံလိုက်အောင် ဘယ်လိုလုပ်ပါလဲကွာမင်းတို့လည်းတိုက်နေတယ်မရဘူးမိမစစ်စစ်အောင်ဆက်လိုက် ဘယ်လိုပါလဲဗျာကျွန်တော်တောင်းပြီးပါကျွန်တော်တိုက်ပြီလားကျွန်တော်တောင်းပြီးပါကျွန်တော် မင်းတို့ဘယ်လိုတောင်းယူပါကြော်ပေးပါလား ကျွန်တော်ခိုင်တော့ကျွန်တော်အရန်ရေးကြည့်တဲ့ကိစ္စနဲ့ကျွန်တော် ဟဲ့ဒီပါလဲရေးကြီးတာပဲကွာ ဟုတ်ပါဒါပေမဲ့ကျွန်တော်ရည်သားကျွန်တော်ချစ်သူပါသူဒီနားမှာရှိနေမှာသူတောင်းဝင်ယူလိမ့်မယ်ကျွန်တော်အခုချိန်ပြန်လာတယ်ဟုတ်ပါနော်တောင်းဝင်ယူပါဟုတ်ကဲ့ မိမစစ်စစ်အောင်လုပ်လိုက်ပါမိမ ပြောရင်လည်းပြီးမလားမရှိရတော့ခေါ်လိုက်အောင်ဟာအဲ့ကျမရောကျမဟုတ်လားကျမရီးသား အေးဟုတ်ပါတယ်ဒီမှာပေါင်ကရမ်းနာနေပြီဘယ်လိုလုပ်ပေးပါလဲကြော်ပေးပါလား အရန်မကန်နဲ့ ။ရောက်ဘာမှမလုပ်ဘူးရောက်ဘာမှမလုပ်ဘူး။ဘာပိုးဟာနဲ့ကုန်ပဲ။တော့မိမ။ မတော့တော်ရစီအောင် ဟုတ်ကဲ့ရှင်ဒါလေးစီရမှာပါ ကျောင်းကောင်းလားမသိ ဟောမစိုးပါဘူးရှင် ကိုဟုတ်တယ်ပြောဟာလေတွိုင်းနေစီလိုက်ပါဘာကိစ္စစီရစီလိုက်ပါကြာတွိုင်းနေစီလိုက်ပါဘာကိစ္စစီရမလဲ အိုးစိတ်လိုက်ပါကိုရဲ့နည်းနည်းစိတ်လိုက်စမ်းပါ ကို ဟာဘာလို့လဲ တွိုင်းနေစီပြပါတွိုင်းနေစီပြပါ ။သွားစီရမယ်။ဟာ အေးနည်းနည်းဟာချိုးချိုးပါကျိုးလေ။ပြန် ချိုးလာ ဟုတ်တယ်ကွာ။ဟာတော့ကွာတွေ့ပါကျိုးလေ။မသိဘူး။ပါကျိုးလေ ကိုချိုးတယ် ကိုညိုတယ် ။ကိုကျိုးလေ အဲ့ဒါမဖြစ်တယ်သိလား ။သိတယ်လေကျွန်တော်ကွန်းစားလို့ ဟုတ်ဘူးမြောက်အော်ဘယ်မသုံးလို့ဗျာ ဟာကျွန်တော်အဲ့ဒါဆိုခင်ဗျားကိုအားကိုးပါဗျာကျွန်တော်ကိုကူညီပါအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲ ဒီတော့ဆရာအတွင်းလဲမွေးတယ်အရသာလဲကောင်းတယ်ကိုမြင်နေကြည့်ပါလားဟာမနှမ်းကြပါဘူးနှမ်းပါဗျာမနှမ်းဘူးကွာဟာကိုလောနှမ်းကြပါအရမ်းမွေးတယ်ဗျာ လောက်ပါနားလိုက်ကွာ လောက်ပါကိုလောက်ပါ ဟာရမလာလေဗျာ ရတယ်ကိုကျွန်တော် ဒီမှာ မဟုတ်ကျွန်တော်လုံးဝမနှမျောတဲ့လုံးဝမနှမျောဘူးကို ကြည့်တယ် ပြောဒါလေးပါအိမ်သွားလိုက် ပါလိုက် သဘောကောင်းတယ်ကို ဘိုက်တယ်ကိုအနေနဲ့မွေးနေတာပဲ မင်းတို့ကခဏဆောင်နော်ငါညနာတက်လိုက် ဘာကိစ္စစောင့်ပါလဲကြီးကမင်းတပြုံး ရေးကြည့်ပါဆိုမှကြောက်နေတာလာတိုးနေကွာမစောင့်နိုင်လဲနေကွာမင်းညမလောက်ငါသွားအေးပို့ကြီးတယ်နားလေလားချိန်စီပါပြီခင်ဗျာအဲ့ဒါနဲ့အသေးကြီးလူပေါင်းတော့6နာရီကျော်ထွက်ပေးကြပါခင်ဗျာပန်းရပိတ်နေလို့ပါပန်းရပြည်ကြီးလူတွေအားလုံးထွက်ပေးကြပါခဏနေပါဦးခဏဘယ်သွားမလို့ဟမ်ဘာလို့ ကိုကတော့မှာပြော ဟိုပန်းရပိတ်ကြီးကပြန်လာအာဘာလာပြောနေတာလဲ ဘာဖြစ်လို့လဲပန်းရပိတ်နေပြီပြန်ရေးကြည့်နေတာကိစ္စနော် ဟဲ့လူဒါ4နိုင်ပဲရှိသေးတယ်ပန်းညာ6နိုင်မှပိတ်တာမဟုတ်ဘူးလား စိုးရွှေရှိတယ်ဟုတ်ဒီနေ့တန်ရှင်းလုံးအဲ့ဒါကြောင့်စောစီပိတ်လိုက်တာ ဟာပိတ်လိုက်တော့ပါ မကောင်းတယ်လေကျွန်တော်တော့ခဏရမ်းရေးကြည့်ရဆိုမနေ့ကမှလာတယ် အာမနေ့ကမှလာလို့ပြဘူးမနေ့ကမှလာလို့ပြဘူးအာတေးစီရတေးစီပြအောင်သွားပါ မရောက်သွားပါမယ်ကွာဟဲ့သွားမယ်ဟဲ့ခဏဖမ်းခဲ့ပါသွားမယ်ဖမ်းခဲ့လိုက်ပါအတင်းတော့မသိနိုင်ဟုတ်တယ် မင်းဘက်ခဏလိုက်ငါလေးပြီ ဟဲ့လူဝတ်ပြောင်းသွားပြောပါပြီဟဲ့လူမပြေးနိုင်ဘူးလေဟဲ့လူ ဒီတိုင်းဆိုရင်တော့ကွာချစ်ကိုရေလောင်းဖို့ကိစ္စတော့မရောက်ဖဆိုတာပါမစ်ရှော့ရမလို့ဖြစ်လို့ အဲ့လိုလည်းမဟုတ်ပါဘူးကိုရဲ့အခုဟာလေရှင်းမရေးသားရှိမှကိုကမသိသေးတာ တကယ်တော့နည်းနည်းလေးအောင်မရေးမိဘူး လုံးဝအောင်မသိသေးတာလုံးဝမသိ ဒီကောင်သူ့နာမည်ကပါလေ ဟ
မုံတိုင်း မုံတိုင်းဘိုးလေဝါသားမုံတိုင်းဆိုရင်လည်းအထူးသတင်းကြေညာချက်တွေပါရှိလို့ကြိုပြီးသိရအောင်လို့လူမုံတိုင်းကတော့ဘာမှကြိုသိရမှာမဟုတ်ဘူးဘာဖြစ်ချစ်ချစ်อ่ะမုံတိုင်းဆိုမှတော့ဘာမှကောင်းကျိုးပေးမှာမဟုတ်အဲ့သေးကြဟဲ့ဟာဒီပါပြောဟဲ့ပါလေကွာငါမုံတိုင်းကွာချစ်ချစ်အခုဟာကိုမုံတိုင်းဟေးဟိုကျွန်တော်တောင်းပါပါဗျာကျွန်တော်တောင်းပါပါဟဲ့ဘာမှတောင်းပါကြဘူးစိတ်မဆိုးပါနဲ့ဟဲ့ငါပြောမင်းသားတော့နေပြပိတ်တာအခုနောက်မဆုံးနဲ့ဟဲ့တော့မဆုံးနဲ့ဘာဖြစ်လဲဆုံးလဲဆုံးလဲဘာဖြစ်လဲဆုံးလဲကွာဘာဖြစ်လဲဘာအာဟေးဟုတ်ကဲ့ကောဟာဘုံတိုင်းကိုရတယ်လုံးဝမဖြစ်တယ်ကျွန်တော်ဆိုရင်တော့ပြောနေတာယာဟုသားတွေကတော့ကဲသားတာနေတယ်။ချင်းတွေကမိုက်တော့ကောင်းတဲ့ဆို ဟဲ့အဲ့ဒါငါ့ကိုပြော လက်ငယ်သားတွလန်ကြီးခံမယ် ဟုတ်လို့မရဘူးလေ ။ရရချင်းတရားတော့ နေစမ်းပါနေစမ်းပါခဏနားထောင်စမ်း ထုံစားချလိုက် ကြည့်လားငါ့ကိုပြောနေတာနေမသိဘူးဟဲ့ အလိန်ကောက်ခံမယ် ဟဲ့တောင်း မလာဘူး200တောင်ကက်စီးတဲ့သူတီးချင်းဝယ်ဖတ်လိုက် အေးပြီးမလာရင်ငါလာပြီကွာဟဲ့ ကိုရဲ့တမန်ရဲ့ကိုကြီးဟာဘာမှမပြောအောင် အေးနေကြလားနေကြလက်ကြီးနော်ပါတော့လာပြီးတော့တက်ဟော 你去，嘿，俺ခေါ်နေလေ ပြောကြားတယ် ပြောမယ်နော်ပြောတယ်ကွာနင်ကထိုးတော့ထိုးလိုက်ရှင်သိလားနင်ဘလို့ကောင်မျိုးရေးသားတော့ထားလေငါ့ကိုပြော ချက်ဘလို့ကောင်မြို့တော်မှာလဲပြော ဟမ်ဘလို့ကောင်မျိုးမတော်ပါဘူးအထူးသဖြင့်အဲ့လိုကောင်မျိုးနဲ့ပေါ်အောင်ဆိုးသေးတယ် သူကဘာလုပ်နေလို့လဲဘာလုပ်နေလို့လဲ ဟာဘာလို့လဲနင်မမြင်ဘူးလားနင်ကောင်ဒေဝေါဆိုတဲ့ကောင်ဘာလုပ်နေလဲနင်မမြင်ဘူးလား သူများသားသမီးနာမည်အောင်တေးချမသိမနဲ့အဲ့လိုဒီမပြောပါနဲ့သူ့နာမည်ဒေဝ မသိဘူးဟာဒေဝငါမသိဘူးအဲ့ကောင်ကလုံးဝကြည့်လို့မရဘူး သူဘာလုပ်နေလို့လဲကိုဘာလုပ်နေလို့လဲ ဟမ်ဘာလို့ရမလဲနင်ကောင်လေစကားပြောရင်ပြစ်တောင်းလေပါဇက်ကမြည်ပေါ့တော့ကြားရတယ်စကားပြောရင်ဒါရွက်လာသေးဘာဒါပါစတန်လက်ရတို့ပဲဒီလိုဖြစ်ခန္ဓာကိုယ်ထဲကိုပြားစိတ်အကောင်3သိန်းလောက်ဝင်လာကြားရတယ် သူရပါပဲဒါသူစတိုင်နေ rap ပါတွေဘက်ပါတွေငါမသိဘူးလုံးဝကြည့်လို့မရဘူး Love is blind ပဲတက်နိုင် love is blind လို့လေ love is blind မျက်စိကမြင်မှုချစ်ကမြင်မှုမလုပ်နဲ့နင့်မျက်လုံးကမြင်ရမှာပေါ့ ကိုသူများသားသမီးအဲ့လိုကြီးဖို့ချုံးမပြောပါနဲ့ ဘာဖြစ်လဲ ကိုတို့ကြောင့်တန်းထွက်လောက်တဲ့စပင်ဖုတ်တိုက်ကြီးနဲ့ရေခေါခေါပါလိဒီလောက်ပူတဲ့ကြားရမျက်စိဖက်နဲ့ရှည်ကြီးနဲ့ဒီလောက်ချွေတီတီကြနေတဲ့ကြားရ leather jacket တော့ဝစ်ချင်ဝတ်လိုက်ရေကြောင်2ရက်တစ်ခါမှချိုးပြောတော့ rocker တဲ့ ချစ်နင်တော့အဲ့ကောင်လာမတိုင်းနဲ့နင်ကောင်လည်းလာမတိုင်းနဲ့ကောင်နင်ကောင်ကနာတယ်တည်ရတော့ ကိုပြောတရားနီးလမ်းမှမကြတာကိုကြောင့်လှုပ်ချင်တာလို့ရီးစားရထားပြီးတော့ချစ်စက်လည်းရွယ်တစ်ခုတော့ရောက်ပြီလေကိုမိုင်လွတ်လပ်ခွင့်တော့ရှိရမှာပေါ့ လို့ချင်ဘူးငါအုတ်ထဲအောက်မှာနေရင်ငါဆုံးဖြတ်ချက်ငါစီကချက်အောက်မှာနေရမယ်နင်ဒီနေ့ကစပြီအဲ့ဒီဒေဝဆိုတဲ့ကောင်လည်းပတ်သက်လို့တော့နင်အသေးပဲမှတ်ငါပြောတာမဟုတ်ဘူးနော်နင်တို့2ယောက်စလုံးငါတတ်ပါ ကိုမတရားဒါကိုတက်နိုင်ကျင်လားကိုကြောင့်လှုပ်ချင်တာလှုပ်နေပြီးတော့ ဟ
ရာဟုသားသမီးတွေကတော့အောက်လိုက်ငယ်သားတော်လန့်ချင်းခံအိမ်မှာခွေးမွေးထားရင်ခွေးကြိုက်ချင်းခံကြောင်ရှိရင်ကြောင်ကုန်ချင်းခံအိမ်မြောင်ခေါင်းပုံချေးပါချတယ်နောက်ဆုံးဘောင်းမီဝင်ဈဉ္ညံမယ်တဲ့ဗျာချစ်ကိုဟိုရောဂါကြီးနဲ့တိုးမှဆိုလို့ငြိမ်းနေရတာ ဟုတ်တယ်ချစ်လဲဆက်မလို့ပဲအင်းကရော့ကိုင်းမလက်သူလို့မဆက်အခုနေသူလက်သွားကတိလေးလွယ်သွား ဟုတ်ပါချင်းရဘယ်လိုလဲပြောပြပါ အော်ချင်းညောင်ဘယ်လိုလုပ်ပြီးကောင်းပါလဲညီမရေးစားထားတော့မိသွားတယ်ကိုကဂုံယူပါညီမလေးရဲ့ဆက်လုပ်ပါလို့ဘယ်ကိုကပြောမှလဲအမုန်းကောတာဗော အော်ဒါတော့သိတာပေါ့ချင်ဘာတွေပြောလဲဆိုတော့သိချင်တာပေါ့ ကိုနဲ့ဆက်တယ်ဖြစ်ဘာညာတော့ကွာခုလေမျိုးလုံးတော့ကြည့်အောင်လည်းမကောင်းမူလီစုပ်ပြီးတော့အသေးလိုက်ကြက်နေတာလှုပ်လို့မရအောင် လောက်ထိအေးဆေးဖြစ်နေပြီမှကွာဘသူကကြောက်တွန်းတာလည်းမသိဘူး ဘသူရှိရမှာလဲဟိုမှာနှမ်းစီနဲ့ပေါ့ ဘာနှမ်းစီဟဲ့လားငါတို့အိမ်မလာရောက်တာဘာလို့ဟုတ်လဲဆေးဖို့ဟုတ်လားချက်စားဖို့လား ဟာဘယ်ကဟောရမှာလဲအတန်းစီနဲ့ဆိုတာလေရော့ကာရဲ့ရီစာရော့ကာမကြီးကိုပြောတာသူအမြင်ကက်လို့နှင်းစီနဲ့ကိုနှမ်းစီနဲ့လို့ခေါ်တာသိပြီလား ချစ်ကလည်းကွာဒီလောက်ခေါင်းတွေခြောက်ပြီးတော့ရှုပ်ရှက်ခန့်နေရတဲ့ကြားထဲမှာထပ်ပြီးရှုပ်အောင်လုပ်စမ်းပါနဲ့ဒါအရေးမကြီးဘူးတခြားကိစ္စဘယ်လိုလုပ်မှာလဲချစ်ချစ်ဘက်ကဘာမှမပြောတော့ကိုယ်လည်းဘာမှမစီစဉ်ရအောင်အဲ့လုပ်အောင် ရော့ကာကြီးကတော့သူတို့ရော့ကာစုပြီးရေဘက်ခံထွက်မယ်လို့ပြောတာပဲချစ်ကတော့ဘယ်မှပြင်မထွက်ရဘူးတဲ့အလွန်ဆုံးဖြစ်နိုင်တော့သူတို့ကလည်းလိုက်လို့ပဲရမှာ တိတ်လဲတိတ်ညံ့နေပါနဲ့ချစ်อ่ะကိုကြံကြည့်ပါဦးမယ်နော် နေပေါ့အောက်မှာအတန်ကြာပြန်လာပြီလားမသိဘူးဒါပဲနော် ဒီလိုကောအိမ်ထဲကိုဝင်လာတယ်ကတ်ရနော်ဒီလိုကောဒီလိုပုံစံနော်တေချာမှတ်တာနော်ဒါလားကတ်ကြအောင်ပြင်မယ် training 不错，我ဒီလိုအုတ်ထုတ်လေးမှာပြောပါဟိုမှာမင်းပေါ်လာနေတာပေါ်တယ်ကွာ ဆောင်းမိုင်နော် နော် ဆောင်းထားကြ ဒါပြောကိုကြည့်ချင်တယ်ကွာနော် ပြောပါနဲ့မှလည်းပါရောတော့ဆောင်း ဘာလို့ဘယ်သူစီစော်စီဟမ် စပြီ ဟုတ် ချစ်ချက်လားဒီကွာ အော်ပြောလေ ချစ်ချက်ဘာလဲကွာတမီးကဖုန်းလေးအောင်ဆက်ပေါ်မရကိုစောင့်နေတာတမီးကဒီမဆက်လာလို့ဆက်လာတဲ့ခါကျရင်လွယ်နေပါဆိုလို့အပြင်အောင်မသွား ဆက်စင်တော့ဗောကွယ်ဒီမှာလစ်မမလက်တာအခုတော့မှရော့ကာကြီးပြင်ထွက်လို့ကြိုင်လို့ရတာပေါ့ ဘာလဲရောက်ပါပြီမရှိဘူးလားဟောဒါဆိုခုလာခဲ့မယ်လေ အမလီမလာနဲ့ကွယ်ဒီမှာလေရပ်ပါတွေကိုကြိုက်ဖို့ဆိုပြီးခွေးနှစ်ကောင်မွေးထားတယ်နောက်ပြီးရပ်ပါတွေကြိုက်တတ်အောင်လည်းတင်မင်းနေတိလားတော့ကြနေခွေးစာဖြစ်သွားပါမယ်ကွယ် ခွေးစာဖြစ်မယ် နောက်ပြီးတော့ဘာပြောကြကုန်လဲမသိဘူးခဏလေးကြိုက်တော့နော် ဟဲ့မင်းစောဘာပြောရလဲခွေးစာမင်းစောခွေးစာစားမလို့လားဒီကောင်စားစောခွေးစာစားမလို့မဟုတ်ဘူးဟိုရောက်ဖရော့ကာကြီးကငါတို့ကောင်တွေကိုကြိုက်ဖို့ဆိုပြီးခွေးနှစ်ကောင်မွေးထားတယ်ဟော
ငါဗလာကြီးပါလားကွာဟဲ့အဲ့ခွေးတော့မဲသားကျွေးလိုက်ကွာငါ အစိတ်ပါတုတ်ပေးရလိုက် ငါပြီးရင်လာမယ်လေအခုနဲ့ဟယ်လိုဟယ်လိုဟဲ့ဟယ်လို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 ကြားလားကြားလားဟဲ့အေးငါပြန်ဆက်လိုက်အေးဘောလည်းဆက်လိုက်โอเคဘာဖြစ်နေရလဲဒုံတိုင်းနဲ့ဘာလဲရောက်ခါကြီးအိမ်မောကနေခုံစင်းပြီးသူ့ကိုသူတတ်တယ်သွားပြီလားရအဲ့လိုတတ်တယ်ကွာအဲ့သူပါစီအားလုံးငါခံမယ်ကွာဟဲ့ငါကောင်တတ်မသိဘူးမင်းကိုပဲရိုက်တက်မှာနားလေလားဟဲ့မင်းက blind ဖြေရလားဟဲ့ပြဿနာပဲမလုပ်နဲ့နော်မင်းကြောက်ကြားဆိုရင်ဖုန်းမချနဲ့ဒါမင်းလည်းကြောက်ဆိုရင်ဖုန်းမချနဲ့ကွာဟဲ့ဘာပြောလဲဘယ်ကောင်လဲငါ့ကိုချောက်လို့ပြောတာဟဲ့ဖုန်းကင်တာအချောက်ကြီးဟာဟဲ့ရောဂါချောက်အပြင်းချောက်မင်းချောက်ဦးလေအကို sorry ပါဗျာအဲ့ဒါကျွန်တော်မဟုတ်ဘူးကျွန်တော်တကယ်ချင်းနေနောက်နေတာအကို sorry ကျွန်တော်နဲ့အကိုနဲ့2ယောက်တည်းစကားပြောမယ်နော်ငါအဲ့လိုသွေးမျိုးမှကြိုက်တာကွာငါအဲ့လိုသွေးမျိုးမှကြိုက်တာဟဲ့ဘာသွေးလဲဟဲ့ငါတို့ကရပါသွေးကွာဟဲ့မင်းတကယ်လို့သွေးလို့ရှင်တယ်ဆိုရင်ငါသွေးလူပန်ဖုန်းနံပါတ်ငါပေးမယ်ကွာဟဲ့အေးငါအဲ့ဒီဖုန်းနံပါတ်ကိုငါတော့စုံစမ်းကြမလို့မင်းနဲ့လောလောဆယ်ရေဝဲဖုန်းနံပါတ်ကိုစုံစမ်းထားလိုက်နားလေလားတော်ပါအကိုကကျွန်တော်တောင်းမှမှာဗျာဟိုဒီကောင်ကြီးကနောက်နေတာကွာကျွန်တော်ပြပြနဲ့ပြောချင်တာအခုစိတ်မဆိုးပါနဲ့နော်ကျွန်တော်အဲ့တကယ်တောင်းမယ်ဟဲ့မင်းနဲ့ငါးကြမတဲ့ကိစ္စမင်းနဲ့ငါနဲ့နှစ်ယောက်တည်းရှင်းကြလို့နှစ်ယောက်တည်းတွေ့ချင်တယ်ဒါဘာမှတွေ့ရမှာပြောဟဲ့ဆွဲလိုက်တော့မင်းမြင်တဲ့အတိုင်းပဲရောက်တက်တယ်မဟုတ်ဖြဲပါအေးကောင်းပြီဒီမှာရောက်ပါကျွန်တော်ကလည်းခင်ဗျားနဲ့စရင်ရှင်းကြနေတာခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်တွေ့မယ်ဒါပေမဲ့တွေ့မဲ့နေရာကိုတော့ကျွန်တော်တို့ဘက်ကရွေးမယ်အေးကွာဒါဆိုရင်ခင်ဗျားနဲ့ကျွန်တော်နဲ့တွေ့မဲ့နေရာက1ခင်ဗျားနဲ့ကျွန်တော်နဲ့2ယောက်လွတ်လပ်စွာဆွေးနွေးနိုင်တဲ့နေရာမျိုးဖြစ်ရမယ်အေးနဲ့ပြောကွာဘေးကမဆိုင်တဲ့ကောင်ကြီးဒီကောင်မှဝင်ရောက်ဆွတ်ဖက်ရှာရှည်ခြင်းမပြုတ်နိုင်တဲ့နေရာမျိုးဖြစ်ရမယ်အေးတော့တယောက်ကကိုပြောချင်တာပြောပြီးအလွယ်တကူထားထွက်သွားလို့မရတဲ့နေရာမျိုးဖြစ်ရမယ်ဟဲ့မစကားတွေအများကြီးမပြောနဲ့ကွာမကြိုက်တဲ့နေရာကိုရွှေ့လိုက်ငါလာခဲ့မယ်ရှင်းလားဟုတ်ပြီလေကြိုက်တယ်ယောက်ကအဲ့ဒါဆိုရင်အဲ့ဒီနေရာကိုစဉ်းစားပြီးတော့ခင်ဗျားတို့ကျွန်တော်ဖုန်းပြန်ဆက်လိုက်မယ်ဒါရဲ့ချိန်တဲ့နေအောင်ငါလာပြီးပြီမင်းဘာပြောမှလဲပြောမင်းကိုချိန်တာတော့ဒီနေရာပဲဒါပေမဲ့စကားပြောမှဒီနေရာမဟုတ်ဘူးမဆိုင်တဲ့သူတွေမကြားစေချင်ဘူးဒီစကားကို2ယောက်တည်းပြောကြတယ်ကမင်းရွေးသားကဘယ်နေရာရွေးမှာရွေး
လောက်အိမ်နေမြောင်ရှိနေရ လောကကြီးမှာအစမပြေစရာတွေ့ရင်သိရပဲအစမပြေစရာတွေ့နေတယ်အဲ့ဒီအစပြေ မပန် ဒီကအစမပြေရတဲ့မူခေါ်လာဆိုတော့ပါစနဲ့ပန်တော့ပြောလို့မရအဲ့ဒီအစမပြေမှုလို့မရှိရအောင်တော့တတ်မှတ်တာလို့မရှိဘူးအဲ့ဒီရှိတာကိုတွေကခွင့်တော့ပြီတို့ကြီးရဆောင်ခွင့်တော့အဲ့တော့ပတ်တယ်ဒီလားပြောလို့ရတယ်ခင်ဗျားတို့ကျွန်တော်ဆွေးနွေးခြင်းတဲ့ကိစ္စလေးကမင်းနဲ့ငါနဲ့အခုနှစ်ယောက်တည်းတွေ့လို့ဆင်းရှင်းမယ်လို့မင်းကောက်ပြောထားတယ်မင်းဘာပြောပါလဲပြောခင်ဗျားကလည်းကောင်လေးတယောက်နဲ့ကောင်မလေးတယောက်နဲ့ချစ်တယ်ဆိုတော့အဆမ်းမမဟုတ်တော့သဘာဝပဲပြီးတော့ခင်ဗျားညီမကိုကျွန်တော်ကတကယ်နှစ်ကာကာမြတ်နုံနုံချစ်တာပါဗျာဟဲ့မင်းတော်တော့မင်းပြဿနာပိတ်ထားရတော့ကြိုင်မှာလူတက်မိနေတယ်မင်းတို့ကောင်မင်းနဲ့ဘာမှစကားဆက်ပြောကြအကြောင်းမရှိဘူးနော်ဟာတော့ကြမှာဆိုလို့ခိုင်အမလေးမင်းကတက်မယ်လို့မင်းကတက်မယ်လို့မင်းကတက်မယ်မင်းကတက်မယ်哎呀，我背了我的太，再笑我了，再笑，我没得你。ဒီကောင်းနေမြို့ပေါ်မှာလေရှည်ပနက်တွေစီးတယ်မှွေပေါ်တယ်တင်တယ်ဟေးချစ်မုံနိုင်ဘယ်ရောက်ကုန်ကြတော့ကွာ ဟုတ်အကြောင်းလည်းမကြောက်ဘူးဝုံတိုင်းရောက်လာတယ်ဟိုအကြောင်းလည်းမကြောက် ချစ် တယ်ဟို ဘာလုပ်နေတော့ တမီးလားဒီမှာသွားကြိုက်နေတယ်ဟို ဘယ်ဆုံးအေးဟုတ်တာပဲ အဲ့ဒါကြောင့်ခန်းထဲမှာအိတ်နေတာ အန်ဆုံးပေါက်တွေနဲ့တူတယ်ဟုတ်ကောင်ဘာမှလုပ်မပေးဘူးလား သူလားဘာမှမလုပ်ပေးဘူး ဥပမာလည်းခု အဖိုးအဖိုးရောက်ပြီလားအဖိုးအိတ်တွေတော့မှာတောက် ဟဲ့ပိုတွေလုံးနေသူကတဲလာလိုက်မယ်ဟမ်မင်းအင်းရှိပါတကားကြီးပွင့်မင်းဘာလုပ်နေပြောစမ်း ဟို ကလေးကလည်းဘူးမဆိုင်ဘူး စိုက်ပါလေဖိုးဟိုတာဖျားချက်ကိုနေရ ဘုရားရှိခိုးနေတယ် ဖျားချက်ကိုနေရ ကောင်းဟိုပစ္စည်းပြခဲ့ ဟုတ်ပါ ဟိုကြာကြီးနေမှာမလားတကြံမှပြရမယ်နော်ဟိုနော် ဖြစ်ပါဘူးဟာတရက်နှစ်ဘုအလုံးစုံ ဟုတ်လေ ဘိုးရတယ်ဒါအဖိုးသတိကြပြီးအိမ်မက်တွေမဲ့တာဘိုး အိမ်မက်မဲ့တယ်လား ဟုတ်တယ်ဟုတ်တယ်သတိကြလို့ဒါအဖိုးသတိရတယ် အိမ်မက်ထဲမှာငါတေလို့မင်းအမွေတွေရနေလို့ဆိုပြီးမက်တာလား အဖိုးကလည်းမပြောကောင်းလို့ဆိုဘာလျှောက်ပြောနေရ ပြောကောင်းပါလေကွာကဲလည်းကလေးလား အဖိုး လာသားမှာ ဟုတ်ဖေးရဖို့ ကြည်ညိုရနော်ဟင် အဖိုးတားပါလို့လေကိုယ် အဲ့ဒီဖျားပန်းနေရမနေ့တည်းကဖျားပန်းနေတောက်တော်ရလည်းမနေ့ကတောက်တော်ရနော်ဒါနဲ့ငါ့ကိုဖျားရှိခိုးနေလိမ့်နေ ဖိုး ဟမ် အဲ့ဖျားပန်းကိစ္စလို့တောက်တော်ရဲ့ကိစ္စလို့ကမင်းကလေးလို့လေကိုချစ်တာကိုချစ်လို့အောင်ပါဘိုးရဲ့ တမီးကနေမမကောင်းတဲ့ဥစ္စာ ဟုတ်တာပဲကလေးတော့ပါးရီရောင်းနေနေမကောင်းတာလေဒါနဲ့မင်းလည်းကွာ ဟိုမတီးဘူးဟို ဘာမသိရမှာ သူ ဟဲ့ဒီလောက်တော့ဘယုတ်ဒုက္ခဖြစ်နေတာမင်းနေတဲ့ခါငါလိုက်ဖို့စမ်း ရ မင်းခါကိုလိုက်ဖို့လို့မှပြောနေ ဘိုးခီးပန်းလာခဏလောက်နားလိုက်လေကိုယ်အေးစေပါကွာ ဒါအားလို့ပြော ဝေး
မင်းဘုရားကြောနေပေါ့နော်ဟာဒီတော့ဒီဥစ္စာမကတ်တဲ့ကောင်တွေပါလေပါကောင်လေးလားဒါလေး ဟိုဒါပါလေ GNR လေ ပါလေ GNR gas and process ဒီပါမင်းတော့ကွာကြည်စမ်းတခါလုံးပြေးကွာဟာလုံးနေနေတော့ပါဘာလို့လဲကောင် ဒါကိုဘိန်းလေကိုဘိန်း ကိုဘိန်းတေးဥတန်းလားဘိန်းသားလားဘိန်းသားကိုဘိန်းလား ဟာပို့လေကိုဒါခတ်ကိုဘိန်းလေကိုခတ်ကိုဘိန်းသူကကဘာကျော်ဂီတတင်တာချက်ကို ဦးအောင် ဒါဟိုဆော့ဘောမမဘောဆော့ခိုင်းတာဘုံလေးဘတာကြီးသားလို့ပြောတာဘုပဲတာကြီးသားလို့ပြောတာ မင်းတနေကုန်တနေကဘာအလုံးမှမလုပ်ဘာမှလက်ကြောမတင်ဟင်တတောင်တောင်ခောက်ဟင်ဒီသားဒီမှာနော်ဒါကပါလေနော်ဒီမှာခေါင်းရင်းဆိုတာနော်မိဘပုံနေဖျားပုံနေနော်ဒီဟန်နာပုံနေအဲ့ဒါတွေထားတာကြက်တင်မရှိတဲ့ဒီပုံတွေကိုဒီနေ့ကစားပြီးဒီကားထဲမှာကမမြင်ရင်ဟုတ်ကဲ့ပါဘူးဘယ်လိုလုပ်အောင်ငါမလားလို့ငါမကြည့်လို့နေပုံထိုင်ပုံအော်ကိုကောင်းတော့သူကောင်းဘောဟမ်ဘောဟုတ်ဒါလေးချစ်ခံပေါ့နည်းနည်းဝင်ကြည့်လိုက်သူ့ခံမျိုးဝင်ကြည့်လာဘူးလားဟုတ်ဒီမှာကြည့်ပါဦးတမိခန့်သူ့ခန့်လို့မရှုပ်ပါဘူးအဲ့တန်ရှင်းလောက်တာ ဟုတ်သားပဲကွာဒီမောင်အားရပါလေ အဲ့ဒါအမလာမင်းဖို့ အားပြလည်းဟုတ်လားဟုတ်မယ်ဟိုမှာကြည့်နော်အော်နေတယ်အာကိုပြဲနေတာပဲ ဟုတ်တယ်ဟုတ် တမီဒါလေးမတင်တော့ဘူးကွာခါနေကအခုဖြုတ်နော်ဟုတ်လို့အားပြစီရောဟိုကောင်သွားဖို့လားဒီလုံးမတော့ဘာလို့လဲဒါကြောင့်ခုနှစ်ဘက်လို့နော်ဦးကြောင်မလို့ ဟောမှာ तू ကပဲကြောင်းပြန်ပြောရပြီကြောက်ဦးကြောင်ကြောင်လုပ်နေတာငါတော့မဟုတ်ဘူးမင်းနော်မင်းမဲ့ရိုးကိုစောက်အောင်မယ်ဆို तू ဘာလုပ်အောင်လဲမသိဘူးတိုင်မေအောင်မယ်ဆို အေးလေမင်းမဲ့တိုင်မင်းမယ်ဆိုတော့ငါတို့ကမင်းကိုစောင့်နေတဲ့ကိစ္စဘာလဲကားနဲ့လဲပါငါတို့မနဲ့နိုင်ရမှာ ချစ်သူကပြောတယ်ဒီနေ့မန်နဲ့လုံးဝမခံဘူးတဲ့ကားနဲ့လည်းမယ်အားလုံးစီစဉ်ပြီးသွားပြီတဲ့ ဟုတ်ချစ်ကြတော့ ချစ်ကမင်းအိမ်ဆောင်ဘကူကဒီမေယူအနေပေါ်ရောက်ခေါ်တယ် ဟုတ်မယုံပါနဲ့နော်သူတို့ကြတော့ရေဘက်ခံထွက်ပြီးချစ်ကြတော့အိမ်ဆောင်မှာလားအဲ့တော့လုံးဝမဆောင်နိုင်ချစ်လည်းထွက်လိုက်ပါပဲ ဟုတ်ပါလေကွာတကြံမဲကို तू လဲလေချင်းရှာမှာဘောကလဲပါပြီမင်းက မင်းလည်းပါစမ်းဘာကြောင့်မှမပြောဘယ်လိုလဲမင်းကမလဲတဲ့သူမလဲရအောင်နော်နေအရင်နေ့တော်တယ်နေဘာပြောနေဒီနေ့ဘာလို့မလဲခိုင်းသိလားနေရေးသားထားလို့ ဟာဘာဆိုင်တော့လေချစ်ရေဘက်ခံထွက်မှာလည်းမဟုတ်တကယ်ချင်းနဲ့မန်းထဲမှာကစားမှာဘာကြီးစားမှလည်းတွေ့ကြကြောင်းမရှိ အေးလေဟုတ်ပါ तू ပြောတော့ဟုတ်ပါလားကွာပြေးလေလိုက်တော့မင်းရတယ်ချစ်ဘာမှကိုတို့ကားနဲ့လဲမယ်ကိုနဲ့လိုက်ခဲ့ ဘာမှတော့မျိုးလည်းမလိုက်ဘူး ဟုတ် तू ကလဲပါလေကွာတ ဟဲ့တော်တော့ဘလို့ပါနေကတိကောင်လည်းမတွေ့ဘူးဆိုတာငါကြောက်ရမှာ ဒါတော့မရောလို့ဒီကိုလိုက်ကြည့်လေ ဟဲ့ပြောမှာကလေးတို့လက်ကြည့်နေရမှာလားမရှုပ်မလဲနဲ့မလဲနဲ့ဒါတော့ ကိုရတယ်ချစ်ကိုမလဲနဲ့ဆိုလို့ရှိရင်ဖိုးနဲ့တိုင်ပြောမှာ တိုက်လေနေတိုက်လို့ရှိရင်ငါလည်းအဖိုးကိုပြန်တိုင်လိုက်မယ်နေရေးစားထားတဲ့အကြောင်းကပြန်တိုင်ပြောလိုက်မှာပေါ့ တိုင်ပေါ့ကိုတိုင်တော့ကိုထက်တောင်ကိုတိုင်ပြောလိုက်အောင်မယ်ရှုပ်ပါလေကိုပဲတော့တိုင် ချစ်နေတော့မစားရတယ်ပဲတဲတယ်မပဲတော့ ဟုတ်တဲနဲ့ပိုက်တော့လေရေစီးပြန်စားဖို့ကွာဘာလဲဒီမင်းစားမှာပဲမလားဟေးလေ မင်းနဲ့မစားအောင်ငါခုပဲဆို့ပေးလိုက်မယ်နော်မင်းဆို့တာလိုက်ပါ ဒါမှမဟုတ်ဟာဟုတ်နေတော့မီးလောက်လာနေပြီမလို့ချီလေးစီထိုးပါ တော့ ဟ
ငါကြီးနှစ်ယောက်စိတ်ချမ်းသာအောင်တရားမှပြောနိုင်ရွှင်နေအောင်အခုအားလုံးစီစဉ်ပြီနော်တကယ်တော့ကွာတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာအဲ့ဒါလိုအခါကြီးရဲ့ကြီးတယ်ကောင်းမှုလို့လုပ်ကြဒါပေမဲ့မင်းတို့ငယ်သေးတွေဆိုတော့ပြောကြအောင်ပေါ့ကွာဒီတစ်ခုရှိတယ်နှစ်ဆန်းတည့်ရနေကြရင်တော့ကောင်းမှုကုသိုလ်တစ်ခုလုပ်ကိုလုပ်ကြနော်တဲ့ကြီးရွယ်ကြီးတွေကိုကောင်းလျှော်ပေးတာရေချိုးပေးတာငါးကလေးတွေလွတ်တာကြက်ကလေးငှက်ကလေးတွေလွတ်တာအဲ့ဒါနကုသိုလ်လုပ်ကြအဲ့ဒါကိုဗီဒီယိုကင်မရာနဲ့ရိုက်ပြီးတော့အခွေကိုအဖိုးစီကိုပို့အောင်အဲ့ဒီခွေလေးကိုကြည့်ပြီးတော့ကိုကငါကြီးတွေလုပ်သမျှဒါနသီလဘာဝနာကုသိုလ်အတွက်တာလူခေါ်ပြီနော်အေးအဲ့ဒီအခွေရောက်မလာလို့ပါမုံနိုင်ဗျာမင်းဆူနာမီနဲ့တွေ့ပါဗျာအဲ့ဒါကောင်းလည်းမနေဆောင်ဖြစ်တော့မှာဟဲ့လားဟုတ်ကွာဟုတ်တာအားလည်းပြောရအောင်အကြောင်းကိုဆိုပါဒါပေမဲ့ချစ်ချစ်ကိုမနဲ့ဆောင်ပြီးလို့ဆိုတာကြီးတာ အဲ့တော့ကိုကဘာလဲပြောလိုက် ဘောဘာပဲပြောတယ်ဘုံတော့ဟုတ်ပြီတော့ဘော ကိုကချိန်လုံးဟုတ်နေရတယ်လေစိတ်ညစ်ပါတယ် ချစ်ဘိုးကပြောတယ်ဘောဟုတ်လို့ပြောလို့မဟုတ်လို့ပြန်ပြောအားချစ် ဒီကလည်းအဲ့လိုပြောလိုက်နေမဟုတ်ပါဘူးကိုဖြစ်ချင်တာလို့အကျိုးနေတောင်းနေပြောပြလိုက်ပေါ့ လူအကျိုးနဲ့တော့ပြောပါလို့ချစ်ဘိုးကခိုင်းတာကိုအကုန်လုပ်ပြရမှာလေချစ်ချစ်တော့မနဲ့ဆောင်ပြီးကိုစောက်ပြရမှာအခုလည်းတကြံလုံးလုံးလုံးနဲ့ချစ်ချစ်နားမှာနေပြရမှာကိုနေပြရမှာလေ အဲ့ဒါပဲတစ်ချိန်လုံးချစ်တော့နဲ့ဒီကရော့စ်ကမှာသွားနေရမှာလေနောက်ဆိုဒီကိုရဲ့အစီအမံတွေတိုင်းဆိုရင်ကိုယ်ပိုင်စိတ်ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိရတော့လား ဟုတ်ဟုတ်ချစ်တယ်တောင်းလို့တော့စိတ်ပြောဟောကိုနေတော့ပြောရှိတယ်အဲ့မစမ်းနေကြလို့ရှိရင်လည်းကိုကတကြီးကူတော့လို့ပြောတယ်အဲ့တကြီးကူတော့ခါအကိုးရှိတော့အများအားတောင်းလို့ပြောလို့ကိုးပြီးတော့အဲ့ကြောင့်ကိုယူရမယ်အဲ့တော့ညက်တယ် ညစ်တယ်ညစ်ပေါ့ဒီမနဲ့ဆောက်နေလေဒီထက်တော့ကိုညစ်ရမှာသိလား လူတွေတော့ဘာမှမဝင်တော့ဝင်ကြည့်သွားပြီသွားတယ်ပြင်တယ်ဘေဘေဟဲ့ဘာလာကူမယ်အားလေတယ်နေဟုတ်ကြီးဒါနေတော့ပို့လာတယ်ဒီဟုတ်တယ်ပို့ပေါ်ကြတော့ကန်လိုက်ပါလေ ပြတ်တော့ကန်လိုက်မယ် ဒီဟဲ့ဘာကန်လိုက်မှာ ဖုန်းတော့နိုင်မလို့ 你要把这个封了，哦，喂，喏，咱喂咱们喂，封到，我来，我没有，一把，喏。给梦要没梦，老婆，对，俺没那么屁股。 Hello ဟိုလေဟိုရုပ်ဆိုးဆိုးသပင်ဆုပ်ဖွားနဲ့စိတ်ခတ်ပုတ်ပုတ်အကူကြီးလေကိုတိုင်ဖုန်းဆိုတာအဲ့ဒီလူနဲ့ပြောချင်လို့ခေါ်ပြီးပါဟဲ့ငါလည်းပဲမုံတိုင်းကတိုင်ဖုန်းမဟုတ်ဘူးကွာမင်းဘယ်ကောင်ဟုတ်ပါလေတိုင်ဖုန်းနဲ့မုံတိုင်းနဲ့အတူတူပဲပေါ့ဗျာဒီမှာကိုမုံတိုင်းဆိုရင်လေဘယ်မုံတိုင်းမှာသမာလောကကြီးကိုကောင်းကျိုးပေးတာတခုမှမရှိဘူးအားလုံးဒုက္ခပြီးတာမိုက်ရိုင်းလိုက်ဟဲ့မင်းတေဝေါ်ဆိုရပါကောင်မလားဟဲ့မင်းပြောကြချင်းတဲ့ပြောဟဲ့အေးငါဟိုလိုဒီလိုရပါချိုးလာမချိုးနဲ့ကောင်ဒီလိုကြာမနေ့တိုင်းတိုင်းကြံကြပြီလားအဲ့ဒါကြံကြတဲ့အထိမ်းမှန်နဲ့ကျွန်တော်ချစ်ခင်ဗျားညီမကျွန်တော်ရဲ့ရီးသားချစ်ကိုရေလာလောင်းတယ်လို့အဲ့ဒါခင်ဗျားကိုကြိုးပြီးအတိပေးတာဟောကြိုက်တယ်တိတ်ကြိုက်တယ်အဲ့ဒါမျိုးကတော့ဟဲ့စိတ်လိုက်လေမင်းကြိုက်သူလုပ်လိုက်လာခဲ့လိုက်မင်းလာခဲ့လိုက်ဟဲ့မင်းလက်ကျူရင်မင်းလက်ကိုဖြတ်ပလိုက်ခြေထောက်ကျူရင်ခြေထောက်ဖြတ်ပလိုက်နားနောက်ပြီးဆိုမင်းအရေးကျူးရင်တော့မင်းအရေးကျူးထားတဲ့မြေကြီးကိုမြေချမ်းပလိုက်မင်းနားလေလားဟဲ့မရိုင်းလား ဘလို့လဲဘယ်ကောင်လဲ ဘယ်ကောင်ရှိအောင်ဟိုမြောက်ပြီဗောငါကျမကိုကြိုက်နေကောင် ဟာဒီလိုကောင် အေးတေဝေါ်ဆိုကောင် အာမင်းကောက်ထုတ်လိုက်တယ်ကွာတကူနဲ့ ငါဘာနဲ့ကောက်ထုတ်မှာဒီမှာဖုန်းပြောနေကိစ္စဘာနဲ့ထုတ်မှာငါဒီကောင်နဲ့ချစ်ချစ်ကိုရေးလာလောင်းမလို့လေမနေ့ကတကြံကြပြီတဲ့ငါ့ကိုလည်းလာပြီးလုံနေ ဆဆဒီကောင်လေးကပါချစ်ချစ်ကိုရေးလောင်းမယ် ဟုတ်တယ် အမေရိုင်းလိုက်တဲ့ကောင်လေးကွာချစ်ချစ်ကိုများလာပြီးရေးလောင်းမယ်ဒီပါလေ အေးလေ
တော့တတိရှင်လာခဲ့လိုက်ချစ်ချစ်ကိုထိရင်ဝိုင်းတော့ရမယ်ချစ်ချစ်နဲ့ပတ်သက်လာသိရမလားလုံးဝခံမှာမဟုတ်ဘူး ချစ်ချစ်ဆိုတာငါညီမငါတယောက်လည်းခေါ်နေတယ်နော်အေးအလကားနေအလကားမစားရတာပြောမယ်သားကခေါ်တယ်ငါညီမလည်းတော့တယ်တော့ကတော့မင်းကတော့ဒီလုံးပို့ဟာလေပါခင်ဗျာငါဒီဝိုင်းအားလုံးအဆင်ပြေမယ်နော်ဒီမလာငါလည်းဘာမှမဆိုင်ဘူးငါလည်းလာလာဟောကျက်တာအောင်ပြီမဟုတ်လေငါတော့ကွဲပါဆိုဘိုက်ကိုတော့ပိတ်ထားဒီဘက်ကိုတော့ဒီတောင်လိုက်ပါတော့ဒီလိုက်ကြအဲ့လိုက်ပေးခဲ့လာကျုပ်ဘောင်းလည်းမသိသူကရေမလာတဲ့အောင်ငါ့ကိုလာပြဿနာရှာတွေ့မယ်မင်းတို့တွေ့ဦးမယ်ရေမလာသေးဘူးလားဗျာရောက်ပါမယ်လာရေပဲကဲခေါ်ရမင်းကောင်းတယ်အကိုကြီးရေပိုက်ပတ်တာလားကြီးပိုက်တာလားရေမလာတာလားအဲ့တော့ငါလည်းဖယ်သိမလဲငါမသိလို့မင်းတို့ငါတာဟောအကိုရေပိုက်ကလေရေပိုက်ကောင်းကမကောင်းတာလားအသုံးကပြတ်တာလားဒီကမကောင်းတာလားဝါရှာမကောင်းတာလားကာလာကပြောပါကောမလေးကလာရဲ့အဲ့ဒါလောက်တော့မှမင်းတို့ငါခေါ်မလားကွာအကိုတော့အဲ့ဒါဘာမှအရေးမကြည့်ဘူးကာလာအားလုံးတာဝန်ယူတယ်ကာလာနဲ့တွေ့တယ်လို့ဘာကြနဲ့တွေ့တယ်လို့အောင်မဲလိုက်အေးမင်းစကားတွေတိတ်မများနဲ့ဟဲ့မင်းတို့ဒီဘက်ပြင်ပါမလားပြင်ပြီဟောကမလေးကာလာကရေပိုက်ရှိတဲ့နဲ့လိုက်ပြပါလားပါဟဲ့ငါညီမနော်ရေပိုက်ရှိတဲ့နေရာနဲ့ငါညီမနဲ့ဘာမှမဆိုင်မင်းတို့ရေပိုက်ပြန်မှာဟိုဘက်မှာငါလိုက်ပြဟာဘာဘူးရဲ့ဘွန်ဘတ်ကလာလာဘွန်ဘာလာဘွန်ဘာလာဘွန်ဘာလာဟိုကောင်းလာတချင်းနဲ့ညာမရဘူးကွာဟန်ဒေရေဘာဒကေနာနာဒေရေလေရာဒေလေရာမလို့ဒီမှာငါလည်းမလုပ်တတ်တော့ရတယ်ကလားနဲ့တင်တယ်ဂျာနဲ့တော့ဒီလိုလောက်ပါကွာမင်းကလေရောအောင်ပဲတခါအကောကြီးစိတ်မဝင်နဲ့နော်ကလာတော့ဒီမှာအိတ်စပရက်ပဲဟာအိတ်စပရက်ကဘတ်စကားအကောကြီးကလေစင်ဘောကိုသွားကြည့်လိုက်စင်ဘောကလာရင်ငါမှရီးသားမရှိတဲ့အတော်ပဲပြဘယ်စင်ဘောအကောကြီးဘာလဲပြောနေတယ်လဲစင်မမရေပိုက်ကြည့်ဖို့ပြောနေတာစင်ဘောပြောစိတ်ဘောတက်ခိုင်းနေတာစင်ဘောပြောနေအစင်ဘောလို့ပြောပါလားစင်ဘောဆိုတော့ဒီကကွာတော့ပါကွာမင်းကတမျိုးအကောကြီးရေပိုက်နာမတတ်နဲ့နော်အကောကြီးမလောက်ပါလားရေပိုက်ကနော်နားနဲ့တိတ်ချက်ကတာနော်ရေလိုင်းလာလည်းပြောနော်မလိုင်းမလောက်ပြောကလောက်ဒီကတိတ်ချက်ပြတ်လာမယ်ဒီကဖြစ်မှာလားမင်းတို့ဖြစ်လားကောကြီးကလောက်တိတ်ချက်အားလုံးတိတ်ချက်လိုက်โอเคပြီးရောတိတ်ချက်နားနော်ကောကြီးပြီးရောနားနဲ့စစနားနော်ကောကြီးHurry, check it. Va. ငေါ့ခွာလားဘာလဲပြောငါဒီကဒီကွာပါကိုဘာဖြစ်တာလဲဒီပါပိုင်နေအဲ့လိုကိုရေကောင်းနေရုပ်ဖြစ်ပြီးတော့လှုပ်လာဒုက္ခပါပဲကိုတို့သိပါလို့မလွယ်ဘူးတက်ခံရလိမ့်မယ်သိလားချက်ဘာမှစိတ်မပူနဲ့ကိုအားလုံးစီစဉ်ထားပြီးတာခဏလေးရေးလာရင်လေရေးပိုက်တော့ဆောင်းနော်ရေးတော့လိုက်နော်ဟုတ်ပါစားကြည့်ပါလိမ့်မယ်နော်ကဲ
非常去睡觉。Hello， ဟဲ့အဲ့အားလုံးအဆင်ပြေတယ်မင်းတို့ရရင်ရေလွှတ်လိုက်တော့အေးဒါပဲနော်အကောကြီးရေလာပြီလားအကောကြီးလာပြီဦးကရတယ်ကလခဏပြင်လိုက်မယ်နော်ကဲမြန်လုပ်ပါကွာငါလည်းဒီမှာအဆက်တွေကွဲလာပြီ အကောကြီးတိတ်ချနားလာလားနော် ဘာမှမကြောက်ဘူး ရ ဟုတ်ခုရိရှင်မလားဟုတ်လားဟာနားမှာပေါ့အေးစေးပေါ့ တော့ဘာလို့ကိုလည်း ဟုတ်ပါလေသူများကားရလဲလှောင်သွားကြပြီတိလားမန်တက်တွေမှာဆိုလေသူများမန်တက်တွေမှာအကုန်ရှည်တွေလာနေကြတယ်အဲ့ဒါဆိုလို့ရှင်လေရေလာတဲ့မန်တက်ကိုသွားပတ်လိုက်ပေါ့ ဟဲ့နေလည်းဘယ်သွားမှာမသွားနေဘယ်ရောက်သွားဒီမှာနေနော် ဘယ်မှမသွားပါဘူးစိတ်မရှိရဲ့သူဟောမှန်နဲ့သွားတက်လိုက်လို့ပြောတာ အဆင်ပြေတာတောင်းမရှိခဏလေးရေခဏလေးရမယ် ဟာလေအဲ့အိမ်မှာမိုက်တာကိုရိုးရီစာစကားပြောတော့လေပင်လေးတစ်ခုလုံးဒီလိုလက်ခောက်တဲ့ထည့်ပြီးမှောက်ပလိုက်လို့ရတယ်ဆိုတော့ဒီရေလေးအောင်တော့မလုပ်ပေးနိုင်ဘူးအဲ့စိတ်ပြက်စရာ ဟုတ်စေကိုလည်းလုံနေရတော့ကွာဒီမှာကိုမမလုံတတ်တာဒီရေဘက်ကိစ္စအောင်ဘူးဟိုမှာဒီကောင်ဓာတ်တော်ခိုင်းလို့လားအေးရလောဘာပြီလားမသိကိုကြီး ကျဲတော့ကျဲတယ်လို့ပဲဒါပေမဲ့မကျဲသေးဘူးရောက် ကျွန်တော်ရဲ့ rapper ရေကစားမန်းနဲ့ခွေးတော်စားရပါပြီအားလုံးပြောပြပါလေရေကစားကြပါတလုံးဒီလေးကြပါဗျာကျွန်တော်တို့ခေါ်ရတဲ့ပထမဆုံးတစ်ချက်တစ်ပုံနဲ့ဆိုပါမယ်အဲ့ဒီထဲဟာကျွန်တော်ဒီနေ့တကြံအတွက် ROCK Rock ကြီးတာမောကြီးတာဟောတဲ့တစ်ချက်ဖြစ်ပါတယ်ဆိုမဲ့စလိုက်ကြပါလေ ရှောက်ပါတန်းရမလို့တော့ဝေးမရှိချင်းမရှိမြို့ပေါ်မှာမြင်းစီဖနက်ကိုအတင်းစီဘတ်ကားစီရော့မတ်တော့ပေါ်အတင်းဖိစပယ်ကစင်ကန်သူစီယာမြင်းမရှိအဲ့ဒါ ROC rock ရတာပေါ့ ROC rock ရတာပေါ့ ROC rock ရတာပေါ့ပါဆိုမန်ပီရဲ့တန်ပါအောင်အတင်းဖိအောင်မကန်စားနိုင်ကြရေတန်ဘူးနဲ့အတင်းဖိစော်တော့အရှိုးကောင်းတဲ့ရဲ့ပုံတွေကသူတို့ရဲ့မရှိမှမရှိအင်္ဂါမကြိုက်မေပြောတယ်မလို့ချင်းစင်းသွားလိုက်လက်ဝမ်းဆော့တော့နက်ကမကြိုက်နေမှာချိတ်တာမှာကတ်ကိုဘေးအဖိုးကနေတော့သူ့ကိုချင်းအဖေပြောတော့သူက complain ဒီပေါ်မှာမင်းအဖေပေါ်တော့မင်းရင်မင်းဘလို့ဖြစ်မလဲအဲ့လား ROC rock ရတာပေါ့ ROC rock ရတာပေါ့ ROC rock ရတာပေါ့ဒီတာဆိုတာတာရတယ်သူညံတန်းကိုလူလက်မခံသူ့အတန်ကမြင်ဟိတယ်ခေါင်မိုးပေါ်ကိုခဲကြတယ်အဖေကပြောတော့မိုးချင်းနဲ့နေရာမှန်ကကြထားစင်းချင်ဘာကြော်ရင်အဖေတို့ထံလင်းစည်းလောက်ပို့မဲ့အဲ့ဒါ ROC rock ရတာပေါ့ ROC rock ရတာပေါ့ ROC rock ရတာပေါ့ROC rock ရတာပေါ့ ROC rock ရတာပေါ့ ROC rock ရတာပေါ့真假比毛肉，哦，真假比美肉，哦啊哦，C get rock，耶啦耶啦啵，你是什么眼界吧？努拉努转努拉呢，包的月亮努个加面花，你是什么眼界吧？努拉努转努拉呢，包的月亮努个加面花。
တေတော့မလို့ မလေးတော့မသိလားအခုလာကြောင်းနေသလားခုနကတော့လေဒီတော့အော်နေတော့သူပဲလေးလို့လိုက်အော်နေပြီးတော့ဒါဟဲ့အဲ့ဒါသူစုံနေထင်တာပေါ့ဟုတ်ရဘာကောင်လေးလက်ချက်ပဲပြဟုတ်တယ်ဟုတ်တယ် ငါ့ကိုတက်တက်လှုပ်ချင်တာငါ့ကိုတက်တက်လှုပ်ချင်တာကမနေငါထားလိုက်လေကွာ ဟုတ်တာတကယ်ချင်းမဒီဘက်မှာငါတော်တော်ကန်နေရပြီကွာဒီလားပထမအဲ့ခိတာကိုဒီငါအတန်ဆန်းပြီးငါကင်မယ်လို့လုပ်တာငါဘလို့မေ့သွားလည်းမသိဘူးကွာငါညာသွားကင်ပြီးတော့လေအေးလေမင်းသွားကင်ပြီးလို့ပါလေဝက်ကိုတက်လိုက်လို့ဖြစ်နေမှာဟောကွာရမမရဲနဲ့တော့ငါမျိုးအချင်းချင်းမို့လို့ငါပြောတာလေငါ့ကိုနတ်ကောင်းနဲ့မြက်တည်းကဒီဘက်မှာကြီးစုဆောင်မနေတယ်လို့ငါပြောတာကွာဟုတ်တယ်အဲ့ဒီတော့ငါကင်လို့လုပ်တာငါဘလို့မေ့သွားလည်းမသိဘူးငါသွားကင်ပြီးတော့မင်းပြောသလိုဆိုငါသိပြီတဲ့လားဟောငါကလည်းတော့ငါဆိုသိဘော အေးပေါ့သိတော့လားမေဟော ဟုတ်ဘူးဟုတ်ဘူးငါဒီမှာဒီလောက်အော်ဟစ်ပြောရတယ်လို့ကြောက်တော့ဒီမှာဖြစ်နေတော့ဒီလိုဖြစ်နေသူကသေတော့နည်းနည်းပါမဆွဲဘူးမလို့ပေါ့ဗျာဟုတ်ပြီတကယ်ဟိုမင်းကတချင်းဆိုနေဒီလိုပဲអော်နေကြတယ်အခုတချင်းဆိုမှမသိអော်မှမသိငါတော့မင်းကိုချီးကျူးနေတာဟာဒီကောင် performance လုပ်နေကြီးလေမိုက်တယ်ကွာဟာဒီလိုပြီးတဲ့စုအောင်စုနေငါမင်းကိုချီးကျူးနေတာမင်းတော့တယ်ဟဲ့ဘာဖြစ်မင်းတက်လိုက်ကြုံတော့ပါမုံနိုင်อ่ะအောက်ကပြည့်တယ်မင်းတို့အားပေးနေတာဟုတ်တယ်မင်းအချင်းတူလေးတွေမှာတူအများကြီးစုနိုင်တာမင်းနဲ့အရင်ချင်းပို့ဘူးကွာနည်းနည်းချင်းမဟုတ်လားအဲ့တဲ့နည်းနည်းနောက်ကြောက်သွားတော့လေငါအတူကောင်လိုက်ဖို့လည်းပြည့်တဲ့ဖြစ်သွားလိမ့်မယ်အဲ့ပြည့်တဲ့ကနားလေငါအဲ့ကိတော့တိတ်တာစင်သွားတာဘလို့နည်းနဲ့မှတွေးတော့မဖြစ်နိုင်ဒီချက်မင်းကြီးပဲလေငါမကြီးရေးဆိုးနေတယ်ကွာချစ်လို့မရတော့ဟုတ်တယ်ပြီမယ်နော်ဘာလဲဘာသာပြောမကြီးဆိုဟဲ့ချစ်ချစ်ကိုပြောတာငါညမကဟဲ့မြောက်ခေါ်နေတာကစစ်စစ်တော့ဆိုင်လို့လဲကိုလိုက်တရားခံရှာနေတယ်နော်ဟမ်တရားခံရှာတာမဟုတ်တရားခံရှိလို့ရှိတယ်အဲ့တဲ့ကဘယ်သူလဲတော့ငါတင်ချသိကျင်နေတာကဲလေဘာကဲဟယ်လိုဟယ်လိုရောက်ပါပြီဘာကွာဟဲ့ကျွန်တော်ပါဗျာဒေဝပါဒေဝဒီကနေ့လေပြေချစ်ကိုအစင်ပြပြနဲ့ရေလောင်းလိုက်နိုင်တဲ့အတွက်အခုကျွန်တော်ကျေးဇူးသိတင်တာပဲဗျာဒီလိုမျိုးပွဲကူးထွက်ကြီးအောင်မြင်အနိုင်ရရှိသွားတဲ့အတွက်အခုတော့ကျွန်တော်စိတ်မကောင်းပါဘူးကျွန်တော်ကိုချင်းစားပါတယ်ဗျဟဲ့အပိုးလေးလာပြောမယ်ငါ channel ကိုဘယ်လိုတယောက်မှဝင်လို့မရအောင်ဗျာနော်ငါ channel ကိုအရေးကျွေးအရေးဖြတ်မလို့ပါငါတို့ပြောထားပြီးသားငါ channel ဒီနေ့တယောက်မှဝင်မလာဘူးဗျာဒါဆိုရင်ညနေတော့အကိုမန္တမှာရေပိုက်လာတဲ့အိန္ဒိယလူမျိုး2ယောက်ကိုတတိမထားလိုက်မိဘူးပေါ့ဟာရေပိုက်နေကလားကာလာနဲ့တွေ့တယ်လို့ဒါကြနဲ့တွေ့တယ်လို့အောင်မဲလားကလားအဲ့ဆိုရင်အဲ့ကလာမင်းတို့တော့မရိုက်ရကွာဟဲ့မင်းတို့လိုမိန်းမညံနေအဲ့ဒါအကုန်ပဲလားဟမ်ယောက်ျားဆိုပေါ်နေလို့လိုက်လေဒီမှာအကုန်မှောက်ပဲပြပြဒူးထောင်ပြပြဘယ်လိုပြပြပြတ်မှတ်ကိုထိဖို့အရေးကြီးတယ်ဟုတ်တယ်ဟုတ်ကျွန်တော်ကတော့မနေ့ပြန်ကြရင်ခမားညီမကျွန်တော်အသေးနှလုံးလေးချစ်ချစ်ကိုခေါင်းမှာပထောက်ပန်းတွေဝေဝေဆဆကိုပန်ပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာဟဲ့ငါအဲ့လိုတက်တီမျိုးကြိုက်တယ်မင်းတို့တက်တီရှိရင်ယောက်ျားလိုပေါ်တင်လုံးလိုက်ငါတို့ကလည်းမင်းတို့စောင့်နေတယ်ဘယ်တော့ပန်လေးဖို့တော့မဟုတ်ဘူးပြမင်းတို့ခေါင်ရမ်းပန်လေးဖို့နားရလားကျွန်တော်ဘက်ကတော့သေချာပါတယ်လို့ဂတိပေးပါတယ်ခင်ဗျာနော်ချစ်နင်ကြက်တတိထားတော့နင်ငါနေကိုဆိုတာမမေ့နဲ့ချစ်ချစ်ကိုပဲလိုက်ကြည့်တယ်မနေနဲ့နော်ပြဿနာမှန်ချစ်ချစ်တောင်နဲ့ကန်ထိုက်ဆွဲတာကြာနေတာပဲလိုရဲလိုက်ပြောနေတယ်သွားအဲ့စိတ်ကောက်ဝကြည့်ဟဲ့နော်ပါလေမမီပါမယ်မမီရှိမင်းကြားတော့ကြားတယ်ဟောမနေ့ကလာမယ်တဲ့ငါ့ကျမကိုဘယ်တော့မှပြန်ပေးမယ်ကြားဟ
要没没有专利啊，专利话也是一个非常龙啊非常。别往到 China。我专利话，哎呀，ဖြစ်ပါမလား ဖြစ်ပါတယ်ကွာမင်းကလုံးမကြီးလုံးဆန်းပါ အဲ့ကိုဆွဲလိုက်တော့ ဆွဲ ခဏနေဦးရအောင်မျက်မှန်တက်လိုက်မင်းလည်းတက်လာကလုံးကြိုက် သိချတော့ရ အေးပါကွာဆွဲလိုက်မင်းဟိုဘက်တစ်ချက်စီ ဟာဟိုကောင်လေးလက်စီးလက်ပြီငါတို့မိုးချင်းမယ် ဟာလက်စီးလဲလဲနေငွေးလေချင်းနေလက်ချိုင်ဘရောက်ဝမ်းနေပွင့်တော့မယ်ထင်တယ်ကြော်စရာကြီး ဘာလဲမသိဘူးဘာလို့ဟိုချင်းနေရဆက်စီလဲလဲကောင်းတော့ဘာနီးရလဲမလားမိုးကြီးနဲ့အိတ်တို့ကောင်းရှစ်နောက်တော့ရမ်းချမ်းတယ်ကိုရမ်းမပြတ်နဲ့လေရှစ်တော့တော့ကြည့်ရတယ်ဘာပြောရလဲဘာပြောရလဲချမ်းတယ်ဘာလို့လဲဘာပြောရလဲယူီညအိမ်နဲ့ဘာမှမသိငါညမနော်ချစ်ချစ်ကငါညမနော်ဘာရကန်လဲမဲချမ်းတယ်အဲ့လိုမျိုးလဲဟိုမှာဘရောက်ဝမ်းနေမှာပဲခိုးပေးပါနော်ရမ်းလာအကျဉ်း နေဒီတော့ဘောင်းတော်တော်လိုချင်တယ်ဟာလား ဟာအခုကလေတင်းတင်းမတစ်ခါလေပွင့်နေဥစားမလို့ချင်မဲနေပါမခိုးပေးပါအဲ့ဒါလေးကို မခုပေးဘူးဟာ မခိုးပေးရင်လက်ကားဖြစ်သွားလိမ့်မယ် ဖြစ်မခုပေးဘူး ဟဲ့ဘရောက်ဝမ်းနေခိုးပေးစမ်းပါငါ အေးခိုးပေးမှာခိုးပေးမှာ နေဘာခုပေးမှာ ကျွန်တော်ဘရောက်ကန်လေးတွေခိုးပေးလို့ ဟဲ့ ဟဲ့ဒီအပင်ပေါ်ကဘရောက်ပန်းနေငါခွင့်ပြုချက်မရဘူးလေတဲကောင်မှမခူးအောင်ကြားရနော် ဟုတ်ကဲ့ နဲဘာလို့ကိုပါလာကိုကြေးကစားကြကြည့်အောင်ကစားရုပ်မလို့နဲ့နော်ချစ် သူလည်းခိုးရတယ်မဟုတ်ပဲနဲ့ သူများအတွဲများตายရလို့အကျဉ်းဆိုတာမတော့ပန်းထဲမှာပြည့်စုံတာတဲ့ကျွန်တော်မှတော့မတော့ပန်းပတ်ပေးလို့မရဘူးဗျာကျွန်တော်ချစ်တဲ့ကောင်မကြီးကဟိုးဘက်ကမန်းတက်မှာသူ့ဘေးနားမှာအဲ့ဒီရက်ခလိုခုံပန်းလိုအယုတ်ဆိုးဆိုးစိတ်ပုတ်ပုတ်လူရအမြဲစောင့်နေတာဘာဖြစ်လဲဗျာကျွန်တော်ကောင်မလေးကိုကျွန်တော်ဒီနေ့တော့မရအောင်မတော့ပန်းပတ်ပေးမယ်ပြောရင်သဘောတူလားခုတော့လည်းအဆင်မပြေသေးဘူးဗျာအဆင်မပြေသေးတဲ့အတွက်ကျွန်တော်တို့အခုတချင်းစုံပြီးတော့အရင်ကလိုက်အောင်မယ်အဆင်ပြေတဲ့အချိန်မှာလာခဲ့မယ်အဲ့ဒီမန်းတက်ကိုဖြစ်ပါ့မလား။ဟဲ့။ဒီဝါကွာမပိုင်ပါမလို့စိတ်ချ။ဖြစ်အောင်လုပ်။တွေ့မယ်နော်။ကိုကြီးကျွန်တော်တို့ဒီဝါဆိုရတဲ့အခွင့်ပဲဖွင့်ပေးနော်။ကျွန်တော်အပေါ်မှာဖွင့်ပေးရင်လုပ်လိုက်မယ်နော်။လိုက်ရမှာပေါ့။ငါတစ်ခေါက်လေးပဲ။ဒါကွာ။ Okay ။နမတရှောင်းရေဆိုနေပြီးမန်တဲ့တိုင်းလဲစညနေကဲလို့ကောင်းတဲ့တန်စင်တွေနဲ့ဝုံတန်ကျဲတဲ့တန်တွေဦးတန်တွေကိုရင်းနဲ့လောင်းပြဟောင်းတဲ့နေ့အဖြစ်ကိုမြင်မြန်ပြောင်းယူကမွေနဲ့မြင်မြင်သမျှကိုပိုက်နဲ့ဘူးလို့မန်ကန်လောင်းစိတ်ကူးလဲနဲ့ဒီကိုလာပါငါမန်တဲ့ကပြန်စားဒီကနေ့တော့ခါလေးဒီချမ်းလို့အေးလို့လာလာဟိုမှာကျရောဘန်နေဝိုင်းညာနော်ရောဘန်တုတ်ပြန်ပြီကိုအဲ့လူခိုးရပါဟုတ်တော့ခါလေးကပန်းမပန်ဘူးလေဆိုဟမ်
ခုဆိုအဲ့ပန်းကြီးတော့ပန်းလို့မုံဖြစ်သွားတယ် ဟာကွာလေအဲ့ဘရော့ဘန်နဲ့တစ္ဆာရှိရဲကိုဘရော့ကာတွေကလေပန်းပန်ပဲဖျားတင်လို့ရပါတယ်ပန်းလေနော်ကိုရပါနော် ခုပဲတော့ခဏနေတော့တကြူရှာလိုက်အောင်ဒီကူကဘယ်မှာရှိမှန်းလည်းမသိဘူး ဟာကွာလေဘရော့ဘန်ဆိုတာတကြူနဲ့ချူလို့ရအောင်ဟုတ်တယ်အောက်မှာကျဲပြန့်ကုန်ကိုကိုတိုင်းလေအပင်မော်ထွက်အရင်ကခုတ်လိုက်နော် ဟုတ်တယ်ကိုကအပင်မတက်တာ ဟုတ်ပါအားစိတ်ပြတ်သားကိုရှင်တော့ကောင်းငင်ဒူဝင်တယ်ခုပေးမယ်ဆိုဒီဘရော့ဘန်လေးအောင်ဖျောက်ခုပေးနိုင် ဒီကိုင်းနေချိန်နေလက်ပင်တက်တယ် ခုပေးမှခုမှခုပေးမယ်တော့ခုရတယ်တော့ ဟုတ်ဟေး ပင်ကတော့လည်းခဏလောက်အောင် Knuckle shake. Sugar shake. I hate a sugar shake. Knuckle shake. မလေးဒီကိုင်းလာမလေး ဟုတ်တယ်အဲ့ပန်းကလေးပူပြီးချပြီ သိချာရစေရ မင်းတို့ပါလားမင်းတို့နှစ်ယောက်တက်တာနော်ငါလောကတစ်ယောက်ပဲပေးနိုင်တယ်ငါအလုံးလုံးနေအောင်ငါတစ်ယောက်ပဲမြင်တယ်နှစ်ယောက်ကတော့ငါမပေးနိုင်ဘူးကိုပြောထားတော့ကိုပြောသားတဲ့ကိုရပါတယ်ကိုကြီးဟာရပါတယ်အောက်မှာလူတွေကွာမင်းကိုယ်တွေတိထွေးမင်းကြီးရောမဟုတ်ဘူးနားလေလား ဟုတ်ပါဘူးကွယ်ကျွန်တော်ပြောနေတော့အရန်များပါလို့ဗျာဂရော့ကွယ်ဂရော့ဒီလိုခါကြီးရကြီးမှာကွယ်ကျွန်တော်တင်းမခုတ်စားနှစ်ယောက်ကတော့ကြည့်ပေးလိုက်ပါကွယ်တယောက်တည်းကတော့မလုပ်ပါနဲ့ကွယ်ကိုဘာလို့ကျင်တာကိုပြောကိုဘယ်ပန်းပန်းကျင်တာကိုပြောကျွန်တော်ဖူးရမယ်ကိုပြော ဘာကွာဟဲ့ငါ့ကိုပန်းပန်းကျင်တယ်ပြောငါဘာအောင်မလို့လဲမင်းက ဒါမှမဟုတ်ဒီမင်းတို့ကောင်ချွေးမဲ့လုပ်ပေးရမလားကို အောင်မယ်တော့ဟဲ့အောင်မင်းအပင်ဘွားနေပြီတကယ်ကြီးပြောမယ်ကွာထွေးမှပေးမယ်နေပါလေအပင်ကိုသူကလာပြီးတော့သွားတော့လေဟဲ့အောင်ကိုယ့်ရဲ့အကန်ခုတ်ဟုတ်ကဲ့ကြာဒါတော့ဘုဟုတ်တယ်ပြောလို့ရငါလွတ်လာလွတ်တာဘောသိချဟာ ကိုဘလို့ယုံကြည်ဖြစ်လာလဲ ချစ်သူအတွက်ပန်းလာခူးရလေပန်းပန်းမင်းနော်ရောက်ပါကဲခူးလာရချစ်ပါရီနေလာရော အဲ့ဒါလေဟိုကမတော်တဆဖြစ်တာဟိုကမင်လောက်တာမဟုတ်ဘူးကျောက်ဖောက်လေတော့လို့ပြောတယ်နော်ဟုတ်တယ်နော် ကိုလေးရသေးဘူးဟုတ်လားဟဲ့ကိုလေးရောထိတ်ကောက်သွားတယ်ကိုလေးဟဲ့ဟဲ့ဟဲ့你呀，我妈咪啦，我妈咪啦，妈咪啦，爸爸别打嘞，妈咪啦，ဘာဖြစ်တာလဲ 怕嘞呀，ဟာလေဟဲ့ 没听饱话喽，把地把他啦，把地，哈，木嘞，俺那没听饱话喽，把他啦，把地，嘿，冇嘞，走。ကျွန်တော်အောင်မြင်ခဲ့ပါပြီကျွန်တော်ချစ်တဲ့ကောင်မလေးရဲ့ခေါင်းမှာကျွန်တော်ကိုယ်တိုင်တက်ခူးထားတဲ့ပထောက်ပန်းလေးဝေးဆဆပတ်မေးခဲ့ပြီးပါပြီကျွန်တော်ကစစ်နေမှာတက်ပြီးခိုးတာလော်တော့ပါပြောရင်ပတ်ကြီးကိုပြဲဆုပ်သွားတာပဲဟုတ်ပါတကြပါဗျာကိုချစ်သူကောင်မလေးရဲ့ခေါင်းမှာပထောက်ပန်းပတ်မေးရတာအရန်ကြည့်နူးဖို့ကောင်းတာပဲခင်ဗျားတို့နဲ့အတူတူဆိုပဲကမယ်ဒါပဲစပဲဟိတ်
ဆိုနေပြီးမန်တဲ့တိုင်းလဲစညက်လေးကဲလို့ကောင်းတဲ့တန်စင်တွေနဲ့ဝုံတိုင်းကျဲတဲ့တန်တွေဦးတန်တွေကိုရင်းနဲ့လောင်းပြဟောင်းတဲ့နေ့အဖြစ်ကိုမြင်မြန်ပြောင်းယူတဲ့မွေနဲ့မြင်မြင်သမျှကိုပိုက်နဲ့ဘူးလို့မန်ကန်လောင်းစိတ်ကူးလဲနဲ့ဒီကိုလာပါငါမန်တဲ့ကတည်းပြန်စားမိကလေးများလဲတုံခါနေပြီးချမ်းလို့အေးလို့ဆိုပါလားဘယ်တော့ပြီး idea တွေ3ရက်လောက်တော့အိမ်မှာထားခဲ့ငိမ့်ငိမ့်နေနဲ့ပိန်လိမ့်နေနဲ့ down 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 I don't know you are the I hate a sugar shake I don't know you are the knuckle shake I hate a knuckle shake I don't know you are the a sugar shake I hate a sugar shake I don't know you are the knuckle shake I hate a knuckle shake 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 အတန်ချက်စိတ်ကိုတန်ကုန်ချက်ပြည့်စကားတွေမရှုံနဲ့ခါးတွေလှုပ်ကြဒီလိုတော့ကြည့်ဟောလို့တော့ကြည့်ဒီလိုတော့ဟေးအားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကြံအကြနေ့ကတော့ဒီလောက်ပါပဲကျွန်တော်မန်းနဲ့သိမ်းပါပြီမနေ့ပြန်ကြရင်ဒီထက်ပိုပြီးတော့ကဲမယ်ဘယ်လိုလဲအားလုံးကျေးဇူးတင်ပါတယ် အဲ့ဒါပြောကိုရတော့ဖြစ်လိုက်မှဖြစ်အသေးအတန်ကြီးပဲတစ်ပိတ်ခုတ်တဲ့အောက်မှာနဲ့သွားနေရတယ်လို့နဲအောင်နေသေးတယ် ဟာကွာချစ်ကဒုက္ခပဲကွာဒီမှာခေါင်းကနားတယ်ကြာမှာနားကြီးအောင်ထက်လုံးတယ်တကယ်ပဲ အော်နမ်းမြင့်တယ်နမ်းမြောင်နေပေါ့ခုကမနေ့ကလည်းလေဓာတ်လိုက်ပြီးသွားပြီဂျင်းနဲ့လည်းလေတစ်ကိုင်းပြုတ်ကြရတယ်လို့မနေ့ပြန်ဆိုရင်ကိုသေဖို့ပဲရှိရသိလား ရက်ဆက်လိုက်လားချစ်ဒုက္ခပဲပဲကွာ ဟုတ်ကြံတွင်တေနှိမကူအောင်တော့ချက်ချင်းချလာရော ဟောရောပြောပါလေ ဟုတ်ဒီကောင်ကကန်ရမ်းနေကြတကယ်အတွင်းရီကစားဖို့မကောင်းဖုန်းကြောင့်မှသွားပြီးတော့လေမင်း10ရက်စကန်တရားဝင်ရမှာသိလားရဟာ ဟဲ့ဟုတ်10ရက်စကန်ဆိုရင်အခုချိန်မင်းဝင်9ရက်တော့ပြီသေးတယ်ဟဲ့သွားရင်သွားလိုက် ဟာပြီးတော့ဘယ်တွေပို့လာလဲဟော ချစ်တို့မင်းဘာမှစိတ်မပူနဲ့နော်ငါတရားလုံးရှိတယ် မနေ့ကကြောင်လာတော့နင်တို့ကလေအခုကနင်တို့မြောက်ဘယ်လိုဖြစ်ရတာ မဟုတ်ဘူးလေ तू ကငါ နင်တော်တော့ပြောနေရအခုကတော့ချစ်ချစ်တောင်ဖြစ်တာဗောဒီမှာပတိထက်ကိုကကြည့်ရော ဟုတ်ကဲချစ်ချစ်သွားယူလေချစ်ချစ်ဟုတ်လာပြီမလာပြီ မမလည်းကကြည့်လားရှီလည်းမရှိဘူးတွေ့လည်းမတွေ့အဲ့ဆိုဘာနဲ့ဖြောင်းမှာပါဇက်နဲ့လာကြိုက်ဖြတ်လိုက်ပတောက်ပန်းလို့ကျင်တာမြန်ဈေးထဲမှာပုံလို့ခုတော့ပို့ရင်းအဲ့ကြောင့်ဖြစ်ရတာ ဒီကလည်းလေဘလောက်ပန်းလိုချင်လို့ဘလောက်ပင်စိုက်ထားတာစာတော့ကဘလောက်ပန်းလိုချင်တဲ့ထဲမှာသူလည်းပါပါတယ်ခုကြတော့မချစ်တယောက်တည်းပြစ်လွှဲချမယ်လေ ဟဲ့တို့တော့ကာရဲရလေပန်းမပန်ကိုသိလားဖះကပ်ဖို့သာလိုချင်လား ဟဲ့ကွာတော်ပါတော့ချစ်လည်းတော်တော့ချစ်လည်းတော်တော့ဘေးကိုဘေးအဲ့ဒါကစီလည်းမလို့ဟိုဒါဒီလိုလုပ်ပြီးဒီလိုထည့်လိုက်ပြီးသွားပြီမဟဲ့လှုပ်စက်မှာကွာမင်းတို့ကလည်းဘာမှအာမကူอ่ะရမင်းကြည့်တယ်နော်မင်းကတော့တိတ်မဖားပါနဲ့ ကျွန်တော်ကောင်းမလေးကြီးကိုကျွန်တော်စားတစ်ဆောင်ရအောင်ပေးမယ်သူ့ပြလည်းစားတစ်ဆောင်ရအောင်ပေးယူမယ်ဟာဘာဖြစ်လို့လဲကြည့်ရရောက်ပါရေပါရအောင်ပေးမယ်အဲ့ဒါပဲကျွန်တော်မန္တကမင်းကလေးအစေတော်လေးတော့မယ်လိုဒီနဲ့ဒီနဲ့ပြောပြပါမယ်အားလုံးခင်ဗျာ magazine all your fashion nga ha lady bank about the nyaga salon na the corta for adi eleging just a tall point bank the chin the gonna bring the you calling up back you all go the road nga like you ရုပ်ပါဗျာ ကိုတို့စာပြုတ်စာဟုတ်ကဲ့ နေ ဒီတခါတော့လေမနေရလို့မဖြစ်အောင်ငါတို့ကလက်ဦးစယူရမှာကွာအေးဒါပေမဲ့တေးကြမတေးကြအောင်ငါသွားမေးလိုက်အောင်နော်ပြီးတော့ကောင်းတယ်လားဟဲ့ကြာလားဒါမင်းအစွမ်းပြတဲ့အချိန်မို့ငါအစွမ်းပြအောင်လေသွားမင်းသွားဟုတ်စာပူတာနော်ဟုတ်ကဲ့ဟုတ်ဘယ်သူ့ကိုပေးဖို့လဲဒီပြချစ်ကိုပေးဖို့ဟာတေးကြပြီတေးကြနေပြီခင်ဗျစာဖို့တူမလားမဟုတ်ဘူးခင်ဗျလူကြုံပို့လိုက်ဟောဟုတ်ပြီလာပါကြွပါလာပါခင်ဗျာအထဲကိုကြွပါဟုတ်ကဲ့လာပါ
စာလာပို့တာဆိုတော့ကြောက်လေတော့ချုပ်ထားလိုက်ဆောက်တော့မဟုတ်ဘူးကျွန်တော်ပြောဘူးမင်းဘာမှမပြောနဲ့စာလာပို့တာဆိုတော့မင်းကပင်ပန်းမှာပေါ့ငါနဲ့မလို့မှတ်ထားနော်မုံတိုင်းရဲ့တငယ်ချင်းမိုးကျိုးဆိုတာငါပဲကွာအေးမှတ်ထား你呢？好，呀，皮皮，等等我，要你，你给我来点三斤五了，下到茶，哎呦，哎呀，出来我，走，မုံတိုင်းကိုတော့ဟုတ်နော်ငါလည်းထိုးရတာမောနေပြီမထိုးနိုင်တော့ဘူးလို့ဒီကောင်ကမြန်မြန်လာလို့ပြောလိုက်သွားနေနေနော်တက်စော်ခံအောင်ဟမ်ဟဲ့ဟုတ်ကဲ့စာလာပေးတာလေငါတော့မင်းအပြောခံမှာဆိုလို့ဒီကောင်မျက်နှာကာလာတင်ပေးထားပြီးကြည့်တာစာလာပေးလို့ချစ်ကိုလေဘာဖြစ်နေရလဲဟုတ်ပဲဟိုမလေးချစ်ကိုစာလာပေးတာတဲ့ငါအဲ့ကောင်သုံးပါစာဒီလောက်ဖြစ်နေရအောင်စားလာပေးခြင်းတည်းရဲ့ကြောက်ဟယ်လိုစော်လိုက်ပေါ့ဒီလောက်စားလာပြီးအကြီးစားတော့စော်လိုက်လို့ပြောတယ်တဲ့လားတင်မယ်မင်းတင်မယ်ငါတင်ထတော့လို့ချင်တော့မင်းတင်လိမ့်မယ်ပြောလိုက်တာကိုရဲ့အဲ့လိုမလုပ်ရဘူးဘယ်လိုလုပ်ရမလဲစစ်ပြမှာကြီးချစ်တော်ဒီတော့တိတ်ချင်မလို့စစ်ရကောင်းနေပေးလိုက်လေမုံတိုင်းနဲ့ချစ်မရမ်းနဲ့မနေ့ရောတနေ့ရောနှစ်ရက်စလုံးဖုန်းခေါ်တာမရဘူးအောင်မရဘာလို့ချင်လဲကောင်ဒါကြောင့်မို့လို့ဒီနေ့မနေ့လာတဲ့လေရင်နဲ့ပါလာတဲ့အဖိုးရဲ့မိတ်ဆွေရှင်းနေလေမောင်တင်သိန်းနဲ့ဒီစာကိုထည့်ပေးလိုက်တယ်ဘုန်းစီကရှင်းနေရဲ့ဘုန်းဆက်ကြဘူးရှင်းနေဘောဘာဖြစ်နေကြလဲလားဟိုပါလေအဖိုးစာထည့်ပေးလိုက်တာအဖိုးကအေးရှင်းနေကိုအေးအဖိုးကစာထည့်ပေးလိုက်တာလူတုံးထည့်ပေးလိုက်တာသူကဘာဖြစ်လို့တရားရည်နဲ့ညာအဲ့ဒါဟိုဒီကောင်လေးကဟိုလူမားပြီးတော့ဝိုင်းကမတယ်ဟာတော်လူမဆန်တဲ့ဟာတော်လက်သရမ်းတာပဲတရားအများကြီးပဲအမလေးတောင်းပန်လိုက်လေကိုလောက်ထားတာတောင်းပါလေကျင်းနေတယ်တောင်းပါပါတောင်းပါဇလုံးတုံးရှောင်းမြောက်ဖြစ်နေတော့အဲ့ဒီလုံးอ่ะဘာပြောမလဲကျွန်တော်တန်ရောစင်လည်းရှိတယ်မတွေ့ရင်လည်းမနေနိုင်ဘူးပြီးတော့ तू ပြောရင်လည်းငါပြောမိတယ်အဲ့ဒီဆုံးပါလဲဒါများလဲလေချစ်တယ်လို့ပြောလဲပြီးရဘာအော်ချစ်တယ်ဟာကဲသိပြီလားချစ်တယ်ကျေးဇူးတင်ရတာကွာအဲ့တော့နင့်ကချစ်နေရတာဟာပေါ်စမ်းပါရဲ့နေရာဘာမှလဲမတရားဖမ်းဆီးချုံတော်မှုဆိုတော့ပုံမှန်ဘယ်လိုဆိုတာမင်းတို့သိရမှာမသိလို့ပါဗျာကျွန်တော်တို့တကယ်မသိလို့ပါသူတစ်ပါးနာကျင်စေမှုကပုံမှန်ဘယ်လိုဆိုတာသိလားအဲ့ဒါတော့မသိလို့ပါဗျာအဲ့လည်းမသိလို့ပါဗျာကိုတီးလက်ရောက်ကျူးလွန်မှုရောအဲ့လည်းမသိပါဘူးဗျာကျွန်တော်တို့တောင်းမှန်တော့ဗျာချင်းနေချစ်ကြားရပဲတောင်းမှန်ပါနော်ကဲလိုက်ဆိုကြကျွန်တော်ကျမတို့ဒီရှင်းနေဦးတင်သိန်းအောင်ကာယကံဝစီကံနဲ့ကျူးလွန်မိသည့်ပြစ်များကိုလုံးချီဦးချပြီးတော့ချစ်ခိုးကြတော့တောင်းပန်ပါတယ်ဟိုရှင်းနေဟိုကလေဟိုအဖိုးကိုလည်းပြန်ပြီးတော့မတိုင်ပါနဲ့လို့ဒုတိယအကြိမ်မြောက်ရှက်ခိုးပြီးတော့တောင်းပန်ပါတယ်နော်ခွင့်လွှတ်ပါဗျာနော်လို့ပါတယ်နော်လို့ပါတယ်ဗျာမင်းတို့အခုလိုကြောပြီးတောင်းမယ်တော့ငါအမှုလုပ်ရတာခက်တော့ဗောကွာဟာဟုတ်ပါရဲ့မလုပ်ပါနဲ့ဗျာနော်ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ရိုးနင်းတောင်းပါလေရိုးဆိုနှစ်ချက်တော့ပို့နင်းကျေးဇူးတင်ပြောလိုက်တောင်းပါကျေးဇူးတင်ပါရှင်းနေတယ်နော်ဟိုတမီးတော့ဖွင့်ပြီးပါနဲ့နော်ဟုတ်ပါဗျာခွင့်လွှတ်ပါနော်တားလည်းဖွင့်ပြီးပါနဲ့နော်တားလည်းမသိဘူးမသိတာပေါ့မင်းမသိဘူးနော်လုံတော့
အခုတို့ရမ်းများနေဆုံးလေးပါလေကတ်ကြတယ်ကောင်းလားဘရိုဆုံးကပ်ဖို့ ဘာမှစီစဉ်ထားအောင်မသိရ Rose တဲ့ဒီမှာ အဲ့တော့ဟုတ်တယ်ချစ်နေကြောတော့နေတော့လုပ်လိုက်နော်ငါဒီမှာအဲ့ခံလောက်မယ် ကိုတော့ခိုင်းမို့ကြအဲ့လို ဟောနေငါမှမသိတဲ့ဥစ္စာ ဆက်ဆက်ကြောက်ပဲ ညာဘက်ပုံဆက်တာလည်းမရဘူး။အဲ့ဒါကြောင့်တော့ကိုဖြစ်တဲ့နေနဲ့ဒီစာဆက်တာဒီစီစာကိုတက်အောင်ကိုစာလေးစာပြီးပါရှင်းနေတယ်နဲ့ကျန်တာကိုကြီးတော်တို့မကောင်းတာတွေအများများနေကိုကိုရင်တို့တပည့်တော်ဆုံးကပ်ပါလေဗျာဟုတ်တယ်ဟောတပည့်တော်အနှောက်အယှက်တွေကင်းအောင်လို့ဆူတောင်းပေးလို့နော်ဆူတောင်းပေးပါဟာပြည့်စုံပြီပြည့်ပါပြည့်စုံပြီတော့ကြာကဲဘရေလာတကယ်ချင်းတွေစာရလာပြီဟဲ့ sorry ကျွန်တော်များဒီနေ့ကျွန်တော်ချစ်သူလေးကိုစာပေါ်ပေးတာကျွန်တော်ပြန်စာရလာပြီသူ့အဲ့ရုပ်ဆိုးဆိုးတဲ့လူကြီးကဘလောက်ပဲတားကျွန်တော်သူ့စရာစာကိုရအောင်ယူလာနိုင်တယ်အဲ့ဒါခင်ဗျားတို့ကျွန်တော်ဖတ်ပြမယ်ဘာလဲနောက်တော့ကိုရဲ့ကျွန်တော်ပထောက်ကောင်းလို့လည်းပွင့်နေတယ်ဒီချင်းတယ်လည်းမြူးကြတယ် ဟိုကောင်းတယ်ဗျာ ဒီဆိုလည်းအနာတွေလည်းတွေ့ကြတယ်ဒါပဲကိုမရှိတော့မတွေ့ကြဘူးစစ်မပြောဘူးကိုလည်းလူဆုံးမတွေ့ရတယ်လေကိုယ့်အတိုင်ကိုကြားနေရတယ်ဖြေတာပါသေးတယ်ညဆိုလည်းဖုန်းမပြောရတော့ဘာလဲကိုယ်ညမပြန်ပေးတဲ့စာကို तू ကလူသိချင်ကြတယ်အော်ဖတ်နေကြမရိုင်းတော့မငါတော့ဖက်ဟုတ်ခဏနေအချိန်မီလေးလေငါကြော်ဝဲပြေးဝဲလိုက်ဘာလို့လဲမဟုတ်လေဟောဟဲ့အဲ့စာဘယ်လိုရောက်သွားလဲဘယ်လိုလုပ်ရောက်သွားလဲချစ်ပဲတားသိချစ်လာဟေးလာပြီလို့လာဘာပြဿနာထပ်ပြီဟိုမှာကြားလာနင်းအကောင်ပေါ်တော့ကြားလာညညကအိတ်မပြောဘူးကိုယ့်ကိုပဲမပြီးရတယ်ကိုယ်ကဘယ်မှာမှန်းဖို့လို့ချစ်ဒါကျွန်တော်ချစ်သူပြပြန်လာပါခင်ဗျာနင်းပြန်ပေးလိုက်တဲ့စားတယ်မအော်ဖတ်တယ်ကြားလားငါ့ကိုရှက်ခွဲတယ်တွေ့လားသူကသူအော်ဂျင်နယ်အော်နေဥစ္စာချစ်စပယ်လို့သူကပြောရလဲဟမ်ဟုတ်ကိုရှိမှမျက်စိရှိမှနေနေရနော်ဘာမှလည်းမလုပ်ဘူးဘာမှလည်းမပေးအေးအဲ့ဒီမျက်စိရှိပါပြီပဲငါခံတဲ့ကတောငါရှိပါပြီနင်းသိလားလှုပ်ထားပေါ့နင်တို့ဟာလက်ပူးလက်ချက်မိတော့လေအကုန်လုံးအရင်ကဆွတ်ဆုပ်ပြမယ်နားလေလားအဲ့တော့ဒီကမင်းစားကြောက်တဲ့ငါ့ဤစားကြောက်လေးပြောပဲကွာတိတ်တိတ်ကြီးကျိန်းစားကြောက်ကြမ်းမတိုင်ပြီးတော့ဖေးပေးရတယ်နားတော့ကြည့်ပါအဲ့ဒါပြေးပေးလာမှာတော့ဗျာဒါနဲ့အဲ့တော့ကျွန်တော်ကောက်ချက်ချပြီးလူတွေအားလုံးပြီးဆိုတော့ဒီတော့ကျွန်တော်ဒီစားကြည့်တော့တရားဝင်ပြပြပါရလေချစ်တယ်တီးလာကဲတော်တော်ဒီစားကြည့်တော့ရှင်းလာပါရဲ့ဗျာဒီတစ်ခါငေါ့လုံးလိုက်တာနည်းနည်းတော့ပြင်းသွားလားမသိဘူး
ပြင်းတော့ဘာဖြစ်လဲအဲ့လိုကောင်မျိုးကအဲ့လောက်လောက်ကမှတုံကြတာကွာမင်းကလေကြည်တယ်လို့အချိန်ကျရင်ဒီကောင်ရောက်ပါအောင်ဖြစ်တော့မှာတော့ချစ်ကသူ့ကိုဖဲ့တယ်ဆိုပြီးတော့ဒီကောင်နာကဲစိတ်ဆိုးနေလေဟုတ်တယ်ကွာချစ်စိတ်ဆိုးလို့တော့လုံးဝမဖြစ်ဘူးဒီတခါတော့ငါတို့တက်ညာလေးစဉ်းစားကြရအောင်ကွာကဲဟုတ်ပြီကွာအဲ့တော့မင်းမနှက်ပြန်ဘာလုပ်ဟာဒီကဖြစ်ရင်တော့ဖွားဖွားလေးလုပ်ဖို့စဉ်းစားတော့ကြများဝိုင်းမကောင်းဘူးဟဲ့အောင်မင်းဘာလို့စိတ်ပူရလဲစိတ်ပူရမှုဒီကောင်ပူရမှာဒီကောင်ရောက်ပါမင်းရောက်ပါမဟုတ်ဘူးလေဟဲ့လေโอเคရပြီလုံးဝလည်းအသားမနာမကျင်သေးမဲ့နေပြီးတော့ပတ်ဝန်းကျင်မှာမျက်နှာမပြရဲလောက်ဖြစ်သွားမယ်နေအဲ့ဒါတော့မင်းကဘာလုပ်မှာရောက်ဖမျက်နှာကိုအိုးမဲတုတ်တန်းကစားမယ်ပြလိုက်ပါကွာမင်းကလေရေးတောင်းတာလေဘယ်လိုလဲနေရလဲဘာလို့ဒီပါရောက်တိုင်းပါလေမင်းကြီးတွေပဲအကုန်လုံးမင်းကြီးတွေရောပြောပြပြပြရရေးခဲ့တယ်တော့အခုတော့လိုက်တာဘာရလို့တော့လာလဲဘယ်လိုဖြစ်ခွာလဲခုနကမဟုတ်တိုင်းဟာဟိုဒီကလည်းပတ်ထားမှာနော်ဒီကလည်းစက်ရီကိုခေါ်ရအောင်ဒီနေ့လာမရဒီပါဒီတို့ကောင်မလေးလည်းမသိဘူးရေတောင်းပြရေယူမတော့အဲ့ကောင်မင်းအောင်မတော့ခလိုက်ဟမ်မင်းအောင်မတော့ခလိုက်အပိုင်းလာပြောတယ်ဒီကပတ်တိုက်ရတယ်ဘယ်ကောင်လာတော့ပါဒီမှာရက်လို့တော့ခလိုက်ဟာမင်းမအောင်မနေနေဟဲ့ဟေးဟာဟေးဘယ်အဲ့ဒါကြည့်ရလားအဲ့ဒါမကြည့်လို့ငါဘယ်လိုနေရမှာဘယ်ကောင်ကပါလိုက်လေငါ့ကိုဝဲလာတော့ဘယ်ကောင်ဝဲတော့ခေါ်လိုက်လို့ငါပါလိုက်လေထိုးလို့မရဘူးလေဘာလို့မရပါဒီဒီကောင်လေးဘက်ကဟေးဒီတော့မင်းကထိုးပါတော့ပုံငယ်တကယ်ထိုးရမှာလားထိုးရမှာပေါ့ကမင်းထိုးရမှာမင်းထိုးရမှာ别搞我说，别搞我说，别我们这个搞错误。哎呀，俺嘞，别嘞把这，俺嘞把这路嘞，我们这个错开了嘞。在嘞，别个没走哪里，别个没走哪里，那个来丢，别了嘛丢，我嘞。好，天天炸，不会要了大炸，要的是钢呀，blah blah 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 blah。对不嘛，高烧你的路位，你不拿人，把你妈滚你路皮。但对对不是那个，吹你个路皮。ကျွန်တော်တို့ဒီနေ့နောက်ဆုံးနေ့အတွက်နေမန္တကိုဆက်ရတော့မှာဖြစ်ပါတယ်မန္တကိုပိတ်တဲ့ခါကျွန်တော်တို့ခါတိုင်းလို rap သချင်းတွေမဖွင့်တော့ဘူးကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ညနေလာသချင်းကိုဆိုပါမယ်ညနေညဟေးညနေလေးခါကတော့ဒီလမ်းကောင်းလေးတို့ပဲတို့ပြူသေးရဲ့ညလေးရဲ့နန္ဒာနန္ဒာငါပြောစရာရှိလို့ပါမင်းတို့ဒီနေ့ကငါတို့တကြံပြီးသွားလို့ဗမာတွေယူဆတယ်နှစ်ဆန်း1ရက်နေ့ကွာနော်အဲ့တော့အားလုံးငါတို့ပျော်တာလည်းပျော်ပြီးပြီမူးလိုက်လည်းမူးပြီးယူလိုက်လည်းယူပြီးကွာဒေါသဖြစ်တာတွေစိတ်ညစ်တာတွေစိတ်ဆိုးတာတွေအားလုံးငါတို့မေ့ထားကြတော့မယ်ငါတို့နှစ်ဆန်း1ရက်နေ့မှာငါတို့ကောင်းမှုကုသိုလ်လေးလုပ်ပြီးတော့စိတ်ကိုအတတ်နိုင်ဆုံးဖြူစင်ဆုံးအတန်ရှင်းဆုံးလေးငါတို့ထားကြမယ်တဲလို့ခေါ်ထားတာငါတို့တကြံမှာစော့ခဲ့တဲ့လူအားလုံးကုသိုလ်ကောင်းမှုအတူရအောင်လို့ငါတို့ဖိုးကြီးဖွားကြီးတွေကိုခေါင်းလျှော်ပေးမယ်လက်သက်ချီတဲ့ညှပ်ပေးမယ်လို့စီစဉ်ထားလို့ခေါ်ထားတာနော်ချစ်ချစ်ညီမလေးဟိုတေရောကင်မွန်းတို့ဘာလို့ညာတို့ခေါင်းလျှော်ဖို့အားလုံးစင်တယ်ပဲလားလက်သက်ညာနော်အားလုံးပါပြီကိုလိမ့်ပါလေငါညီမတကြံ၄ရက်လုံးလေးမင်းနှိပ်ဆက်တာလို့လူတွေကပွဲပန်းနေတာအဲ့တော့မင်းက
ခေါင်းလာလျှော်ခိုင်းနေသေးတယ်ဟိုပတ်စံဆိုပြီးတော့အဖိုးကြီးဖွားကြီးကို beauty salon ပို့လိုက်ပြီးရောပေါ့ကွာသူကသူလျှော်ချင်းလျှော်ညက်ချင်းညက်ကောက်ချင်းကောက်ဖြောက်ချင်းဖြောက်ကိုမင်းကလေနှစ်စမ်းတယ်နေနော်သူဒီစလုံးပေါ့မင်းကြီးတော့မဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်နေပါဆိုမှဘာမှမသိငါလုပ်ရင်တော့မသိတော့မယ်တော့ဟိုလိုက်ဟာ မစမ်းနေရနေလေဒေါသမထွက်ဘူး တော့မစနဲ့တော့မစနဲ့ ဟိုကိုကမထွက်ချင်ဘူးဒီကောင်တွေဒေါသထောက်လုပ်တာမင်းတို့ကောင်တွေမစွနဲ့နော်ငါဒေါသကို စွဘူးပါ မစွနဲ့အော်ရိုးဆောင်ကိုမာတာငှက်ကောင်ထုံနဲ့ငါးကောင်ထုံစီစဉ်မယ်ဆို အာတန်စက်မှာလေးကွာ ဟာလိမ့်ပါ ညနေငါတို့ဘာမကြည့်ကြဘူးလားညက်တစ်ထောင်9000ကင်းကြည့်လို့လားဟဲ့မင်းနားမလဲဘူးလားမင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား ဟုတ်တယ်လေ အခုဆို ဒီဝိဒဒါလာလွတ်မှာကွာမင်းနားမလဲဘူးလားဒီတော့မယ် ငါတို့ကကုသိုလ်လုပ်နေဥစ္စာမင်းမှတစ်ခါရောလွတ်လိုက်မယ်နော် ညမင်းအဲ့လိုတော့မျက်နှာလဲခွဲပြမလုံးနဲ့လေကွာ ငါပြောနားတော့တဲအခုဖိုးဖွားကြီးတာဆင်းနေဖြစ်ပြီ ပြည့်လေဒီမှာရောက်ပြီတော့ဟဲ့ဟာအတူရေကစားလို့မမှတ်ပြီခွဲအမှုမပြေနေဘူးလား ရောက်အဲ့ဒါမပြောနဲ့ အဲ့ဆိုရင်ငါတို့အားလုံးအခုဖိုးဖွားကြီးတွေကိုခေါင်းလျှော့ပေးမယ်လက်သေးချီတဲ့ညပ်ပြီးကုသိုလ်ကောင်းမှုတောင်းလို့လည်းကြောက်နော်โอเคလာကြာတေးကြရိုက်တော့ဒါငါတို့ရဲ့ကုသိုလ်ကောင်းမှုကိုအဖိုးကိုငါပို့ရမှာအဲ့ကြောင့်မို့ငါကိုယ်ကင်လာဒီကင်မရာကို အားလုံး ready ပဲတန်ရင် မင်းပလင်တွေရောဟိုရှေ့လာရအောင်ဒါကြိုက်ပါပြီးတော့ရိုက်ဟုတ်ဒါအဖိုးကြီးလေဒီမှာကုသိုလ်ကောင်းမှုတွေလုပ်နေရှေ့ဒီဘက်လက်ရှေ့ ဟုတ်ဒီမှာစစ်လေမာနဲ့ကုသိုလ်ယူနေရ ဒီပြင်ပြောင်းကားကိုယ်ကင်မရာကန်ပြီးရိုက်ထားတယ်ဟိုဒီလားဟုတ်ဒါဒီဥသားလေဟိုချစ်ချစ်ပွဲပြီးလို့ရှိရင်ဒါနဲ့ပေးစားမယ်အဖိုးရဲ့ညီမလေး Rose မတစ်ချက်ကြည့်ရ Rose ချောလာဖို့ တာတုပါရှင်တာတုပါအခုလို့အခါကြီးရဲ့ကြီးမှာလူကြီးသူမတွေကိုတန်ရှင်းလုပ်ပေးတဲ့အကျိုးကြောင့်အသက်ရှည်ခြင်းအစင်းလှခြင်းဘုံတကိုကြီးခြင်းနဲ့ပြည့်စုံပါစေရှင်ဘာဖြစ်တာလဲကွယ်ဘာဖြစ်တာလဲ ညက်တာလေသွားပါတော့ဒီ အမေရအသားနာရင်မရောက်ဘူးလက်ချက်အကောင်တဲ့ ဖွာရဲရဲကြီးခါကြီးမှာဖွာရဲကလေးတွေကုသိုလ်ယူနေဖွာရဲတိခံမှာပေါ့ဖွာရဲလိမ့်မှာပါတယ်အောင်ခံ ဒီတော့လည်းဖြည်းဖြည်းလုံးမှာပေါ့ကွယ်အသက်ကကြီးပြီအသက်ကြီးလို့အနာတရားရလို့တော်နဲ့မပြောက်ဘူးကွယ်ဟုတ်တယ်နော်ဖြည်းပဲလောက်တာလေ ဘာဖြစ်သွားလို့လဲပေါ့ လက်ထိသွားပြီဒီအကောင်ညက်တာလက်ထိသွားပြီ ဖေးငါအကြောင်းလို့ခုနကပြောရလားဘောသားမထွက်အောင်လုပ်ပါလို့ငါပြောတယ်ငါတော့ထွက်လာမင်းမပြောဘူးတော်ပြီမညက်နဲ့ပွား တွေ့လား လာသမီးလာအဖေါ် ဟုတ်တယ်လာရှင်းလာနေပြီလားမိုက်တရားညက်ပြီလားညီမလေးဘေးတော့မကြိုက် ငါပြောရင်လူတွေမညက်ချင်ဘူးငါပြောပြီ တော့ချက်ပြီမဒီဟုတ်တယ်ပြီဒါပဲရှင်းတရားညက်ပြီဖွာဒီဒါကျွန်တော်ညီမလေးပါဒီစာညက်ပေးပါလိမ့်မယ်ဖွာနော်ကတော့ပါဖွာ စာဓုပါတော့စာဓုပါ ဟုတ်ကဲ့ပါကောင်းလိုက်တာအားရပါရတာမြတ်ကြားလားငယ်တို့ဒီစာညက်တာနော်အော်ဖွာအဆင်ပြေလားဖွာဖိုးအေးတာပေါ့ကွယ်ပြေးပါတယ်ပါအေးဟုတ်တာဒုဟုတ်ကဲ့ပါဘွားဆက်တိုင်းချစ်တဲ့လူနဲ့ညားရပါပြီကွယ် ဟုတ်ကဲ့ပါဖိုးအဲ့စုလိုချင်တာဖိုးပေးရစုနေပြပါလိမ့်ဖိုး ငင်းလို့ဒီစုပဲမလားဟုတ်ပါတယ်ဖိုးဖိုးရက်လိုက်အောင်မယ်နော်ဖိုး စင်ကိုကြီးလို့ဒီလိုထိုင်လို့လည်းမကောင်းဘူးကွယ် ဘွားဘာဖြစ်တာလဲ ဟောင်းကြီးရှူတောင်းချင် ကောင်းလေးရဖို့ဘွားကြီးရင်သွားခြင်းလို့တဲ့ ဟောရရလေဖိုးကျွန်တော်လိုက်ပို့ပေးမယ်လာဖွာလာ မင်းပို့လို့ဖြစ်မလဲကွာ ဘာဖြစ်လဲ ကောင်းဟုတ်ပြီးဖွားကြီးอ่ะတက်ကြီးပြီဆိုတော့ရေးမှတွိုင်းစီးပါခက်ကြတဲ့ဟောဟုတ်ကဲ့ပြီးတော့ရေးမှအထိုင်ထတွေပါလောက်ရဆိုတော့ဒီမှာဟုတ်တယောက်တည်းနဲ့ပဲဖြစ်မယ်ပြီးတော့သူ့ရဲ့ထမိန်လေးအန်နာစကတ်တွေတန်ပေးရတယ်ဆိုတော့မင်းလေးတယောက်ထည့်လိုက်မှတင့်တော်မယ်တင်တယ်အော်ဟုတ်တော့အဲ့ဆိုရင်နေဟဲ့ချီဆန်းဟဲ့
အဖွာသွားတယ်လို့လဲဖို့ အိုးဒီကောင်လေးကလည်းသူကြားလေ ဟောဖွာဆက်ကြဟုတ်လားကတော့ဖွာရေနော်ရှင်းလဲဖို့ပြလဲဖွာပြောညီမလေးပါစိတ်ချပါနော်တေချာလဲဖို့ပေးပါလိမ့်မယ်နော်ဟုတ်တားငယ်လေးကျေးဇူးတင်တယ်ကွယ်ဟုတ်ကဲ့ရပါတယ်ဖွာရပါတယ်ဟုတ်ပြည့်လားဒုက္ခပါပဲဒီပါလေကိုတို့တိသွားလို့ရှိရင်ပြဿနာအကြီးတက်မှာအရန်လေးရတာပဲချစ်တာဟုတ်ချစ်အဲ့လိုမှမလုပ်ရင်တွေ့ရမှာမဟုတ်ဘူးအခုလည်းချစ်ကိုတစ်ခါရဲလာခိုးတာကိုမခွဲနိုင်တော့ဘူးချစ်နော်ကိုနောက်တစ်ခါရဲလိုက်ခဲ့တော့အဲ့လိုလုပ်တော့ဘယ်ဖြစ်မလဲမိသားဖာသားမိလာတောင်းပါလားအဲ့လိုလုပ်လို့ရှိရင်ပိုဆိုးသွားနိုင်မယ်အဲ့လိုလာတောင်းတော့ချစ်အကိုမုံတိုင်းကပေးစားမှာမဟုတ်တာလောက်ပါကွာကိုနဲ့တစ်ခါရဲလိုက်ခဲ့တော့ကိုလုံးဝမခွဲနိုင်တော့ဘူးနော်ဒီတိုင်းလိုက်လာလို့ရှိရင်ကိုတို့အကောင်လုံးအရန်စိတ်ပူမှသိလားစိတ်ပူနေလဲစိတ်မပေါ်တစ်ခုလုံးမယ်ကွာဥမာစာရေးပြီးတော့ထားခဲ့လိုက်မယ်နော်ကိုအားလုံးစီစဉ်ပြီးသွားပြီနော်ချစ်ကိုချင်းနဲ့မခွဲနိုင်ဘူးနော်လိုက်ခဲ့ပါကွာနော်ကိုနောက်ထားလိုက်ခဲ့ချစ်လိုက်ရဲမလားနော်ချစ်မလိုက်ကိုဒီကနေမပြန်တော့ကိုကပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်တာချစ်သေးရနော်ကိုနောက်ကိုလိုက်ခဲ့ပါနော်ချစ်လားကဲနောက်ဆိုလို့ရှိရင်ဒီမှာခဏဆောင်နော်စားလို့မတော့နိုင်ခဏနော်မြင်နော်Rose, now, Hey, who you are now? You might take a look here, no? Why you? Giao đi làm, giao đi Em đi về là mấy đâu phải. Thế bây giờ không. Bây giờ mà nó là khu này tại bio mà ra một bio em. Sao ra một cái đàn Apa? Apa xong nhỉ? Ồ, apa đi? Màu à đi luôn, nấu được gì, huề mua luôn. Sao nỉ đã mi lệ? Ồ, à tôi nó bùi về đi theo quá. Này bao giờ, apa xem bị bài, quá mi này to. À tôi nó bùi mà nó. Cáo mà bị quê. Quá xem gì nó? Đi bài ta. À tôi biết nó rồi. Cáo mà bị quê. Cô ơi, đi phố đeo bây giờ nó, phố này. Phố này lấy bùi, cáo này cày được chưa? Chưa đâu là. Quá mới xin được có mới chơi gì này làm gì? Có cô lại Quá. Chị xem gì cả? Chị. Tiếng mà được chưa? Chào tôi. Buổi chiều này. Mau lại. Ồ, vậy này. Em suy ra là cậu quá bị. Ok. Cho nó cốc với mẹ phôi. Phôi cho nó cốc với mẹ. Hả? Bố con. Chú lắm mẹ sao bao lâu mèo à lệ. ဟုတ်တယ်ဟောနေချင်းညာကြီးကျမ်းမာကြီးကောင်းတာလို့ဟောဟမ် ဟာမေးပြုတ်သွားပြီ အဖို့မဲ့ပြောပါဘူးဘယ်မဲ့ပြော အဖို့ကောင်းချင်တော်တော်ကောင်းတာပဲမှဲ့တော်ကြောက်တယ်ဟာ တရားပဲဒီဘက်ကြီးကမျက်နှာရကတ်ကုန်ပြီဖိုးကကောင်းမမောနဲ့လေငုတ်တာဟာမုတ်စိတ် မုတ်စိတ်ကလက်ဖိတ်မရောတော့ဘူးကွငါမျိုးတောက်ချင်လို့လားဖိုးကတိုက်မယ်လေဒီကောင်ဟမ်ရပါကောင်အဖိုးမရတော့ပါကောင်လေအဖိုးဒီခရငရဲကြီးတော့ ရပါအဖို့နင်းနေခံလား
မင်းမလှုပ်နဲ့ထားတယ်နော်မင်းမထားနဲ့လက်ဆက်တက်တော့ဟုတ်လားမင်းညမဟိုရပါကောင်ဒီဝမဝါပြီဒီဝဟုတ်လားဟဲ့ဟုတ်လားသိတာဟုတ်တယ်ဟုတ်ပြီဟုတ်တယ်အဲ့ဒါလည်းစာရေးရတယ်ကွာမင်းမယုံရိုက်ဖက်ကြီးလာငါပြမယ်စာရေးရတယ်ဟုတ်တယ်တော့ဟိုဘောရှော်ရဲတာလူကွယ်တာလူဟိုတော့လိပြီဟဲ့ချစ်ဦးနဲ့မခွဲနိုင်လို့မဖြစ်ဘူးဆိုတာမရှိအောင်ရောက်ပါရင်ချစ်ကိုကျွန်တော်ကစ်ဖူးတော့မသွားပြီခင်ဗျာဟဲ့ဘာကစ်ဖူးလဲဘာလို့ကာယံလွယ်နေလို့ညီအောင်လိုက်ကြည့်ဆိုပြီးလားမင်းမစားလိုက်တာမင်းတော့နားတော့မယ်နော်ဒီမှာကျန်တေဝါတယ်သာဓုတရားတော့ဟောတယ်မင်းတော့ဘာကိစ္စလဲတာဓုခေါ်လဲတာဓုခေါ်ရင်ကုသိုလ်ရဟဆိုလေခေါ်ရလားကွာဒါငါးကြီးမပါသွားတာကွာလာလေလားဟဲ့ရှော့ပါကိုနော်ဟိုဘက်ကတော့ကျင်းစုပ်မကူလို့ဖြစ်တယ်ကျွန်တော်ဒီလမ်းသွားကြတယ်ခဏတော့ဖွင့်ပေးသားပါခင်ဗျဗမာလူမျိုးမဟုတ်ဘူးလားဟုတ်ပါတယ်ကျွန်တော်ဗမာလူကျွန်တော်ဒါပေမဲ့ကျွန်တော်အရင်ရေးကြီးနေလို့ကျွန်တော်ဒီဖြတ်မှာဖြစ်မှာဒီမှာအန်ရကင်းရှင်းဘေးရှင်းအောင်လို့ဘုန်းကြီးတွေပြင်ပြီးပရက်ရွတ်နေရတယ်ခင်ဗျဒါလေးနားမလဲဘူးလားခင်ဗျနားလဲပါတော့ကျွန်တော်တင်းချင်ကျွန်တော်ညီမမရဘူးဘယ်ကသွားမှာကျွန်တော်အခုသွားနေတယ်ဆိုဘေးလန်းအတိုင်းကသွားလိုက်ဒီမှာမြောင်းလိုင်းရှိတယ်အဲ့ဒီတိုင်းပဲသွားလိုက်ဒီမြောင်းလိုင်းရောက်ဒီကားကဘလို့သွားလို့ရမှာအဲ့ဒါကျွန်တော်လည်းမတက်နိုင်ဘူးအကိုတို့မတို့အရင်အရေးကြီးနေလေဟိုမြင်းစည်းဖနက်နဲ့သွားပါလားတော့ရပါတော့သူရဲကောလောက်ပါသွားလို့ရတယ်ကိုသွားပါကိုမြင်းစည်းဖနက်နဲ့သွားလိုက်ပါရပါတယ်ကိုလောက်ပါမြင်းစည်းဖနက်နဲ့သွားလိုက်ပါကိုဝယ်ထားလိုက်ရေဒါဟုသားတွေကတော့ဓမ္မ
ကျိန်းဖြစ်မယ်ခြေနဲ့ချောင်းထွက်ကိန်းရှိတယ်ရရမချင်နဲ့ခြေစရာရရမချင် ဘာပြောရလဲနောက်ဆိုင်ဘာဖြစ်လဲပြော အားပေးပါဦး အားလေးပြော ဟောနှမလင်ကြီးမောင်ဖင်ချင်းဖြစ်တယ်ဘာပြောခြေနဲ့ချောင်းထွက်ကိန်းရှိတယ်လေဟောနှမလင်ကြီးတော့မောင်ဖင်ချင်းဆရာပြောင်းနော်ဆရာပြောင်းနေပြီးတော့ဆရာဒီပြောဘာဖြစ်လဲ သိတယ်ဟောရာဟုသားတွေရာဟုသားတွေနှမလင်ကြီးမောင်ဖင်ချင်းဖြစ်မယ်နှမလင်နေတော့မောင်ဖင်ချင်းဖြစ်မယ်ခြေနဲ့ချောင်းထွက်ကိန်းနေတယ်ခဏခဏဆရာပြောင်းနေပြီးတော့ဆရာပြောင်းနှမလင်နေတော့မောင်ဖင်ချင်းဖြစ်မယ်ခြေနဲ့ချောင်းအချမ်းကလေခြေနဲ့ချောင်းထွက်ကိန်းနေတယ်အသက်ခွဲအောင်မယ်အသက်ခွဲအောင်com they about it online by website she did the jamin.com did the jam up your name by website she did the jamin.com your child